ဘယ်လိုလားရှင်းလို့ရပါလဲဒါကြောင့်မလို့ဒကာကြီးတို့ဦးဇင်းတို့ဟာသံဃာလာစမ်းကျက်တဲ့ကပြုတ်ခွေပွေလိမ်ပြီးတော့လာခဲ့တဲ့ဥစ္စာမျက်စိကလည်းပြုတ်ခွေပြီးပွေလိမ်ခဲ့တယ်နားပေါက်ကလည်းပြုတ်ခွေပြီးပွေလိမ်ခဲ့တယ်နှာခေါင်းပေါက်ကလည်းပြုတ်ခွေပြီးပွေလိမ်ခဲ့တယ်လျှာပေါက်ကလည်းပြုတ်ခွေပွေလိမ်ခဲ့တယ်ကိုယ်ပေါက်ကလည်းပြုတ်ခွေပြီးပွေလိမ်ခဲ့တယ်မနောပေါက်ကလည်းပြုတ်ခွေပြီးပွေလိမ်ခဲ့တယ်ဒီပြုတ်ခွေပွေလိမ်တဲ့ဥစ္စာတွေကိုဒကာကြီးရဲ့ကိုဟာကိုရှင်းရမှာနော်ဒီကိုဟာကိုရှင်းဆိုတဲ့ဥစ္စာကိုတချို့တော့လည်းရှင်းပါတယ်တချို့တော့လည်းမရှင်းဘူးပေါ့လေတချို့ဘာလို့ပြောလဲဆိုရင်နိဗ္ဗာန်ကိုပြုတ်ခွေးတာဒီရှင်းမှဒကာကြီးရဲ့အလင်းရောင်တတ်ရလားနော်အမှောင်ပြောက်ပြီးအလင်းရောက်လာအမှောင်ပြောက်ပြီးအလင်းရောက်တာကဘာလဲဆိုသမထဝိပဿနာတရားကျင့်ရအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မျိုးများကအမှောင်ပြောက်ပြီးအလင်းရောက်တတ်ပေါ်ဒီစိတ်ကလေးကငကိုပိသစိတ်ကလေးကအမတန်လှရှင်းစင်ကြဲတဲ့စိတ်ကလေးဝိညာဉ်စိတ်ကလေးကလေအမတန်လှရှင်းစင်ကြဲတဲ့စိတ်ကလေးကဘလူနဲ့တွားပြီးတော့ပေါင်းလိုက်တယ်ဆိုတော့အဲ့ဒီစိတ်နဲ့တွားပေါင်းတယ်အဲ့ဒီစိတ်နဲ့တွားပေါင်းတာဘယ်လိုအဲ့ဒါလဲမျက်စိဘောက်ကလည်းမြင်လိုက်တဲ့အချိန်မှာသက္ကုဝိညာဉ်စိတ်ဆိုတာအမတန်ကြည်ရင်တောက်ပတ်တဲ့လှရှင်းသောဝိညာဉ်စိတ်နော်လှရှင်းတယ်လှရှင်းသောဝိညာဉ်စိတ်လှရှင်းသောဝိညာဉ်စိတ်လို့ဆိုတာဟိုခရစ်ယာန်များပြောတယ်မဟုတ်လားလှရှင်းသောဝိညာဉ်လှရှင်းသောဝိညာဉ်ဆိုတာမမှန်ဘူးလားမှန်တယ်လှရှင်းသောဝိညာဉ်စိတ်လှရှင်းရမယ်လို့ဆိုလို့ရှိရင်ဘယ်လိုလုပ်မှလှရှင်းရမလဲဆိုတော့ကျုပ်ထွေးနေတဲ့ဟာဒီရှင်းအောင်ဘယ်လိုလုပ်မလဲဆိုတော့ငကိုပင်ကိုစိတ်ကလေးကမြင်လိုက်ရင်ပင်ကိုစိတ်ကလေးကတပည့်စိတ်ကလေးကအမတန်လှရှင်းစင်ကြယ်တဲ့ဝိညာဉ်စိတ်ကလေးအမတန်တောက်ပတ်ကြီးလင်းနေနော်ကြီးလင်းတောက်ပတ်တဲ့စိတ်ကလေးအဲဒီတော့ကြီးလင်းတောက်ပတ်တဲ့စိတ်ကလေးကိုဘာနဲ့ပွားပေါင်းလိုက်ကြလဲဆိုလို့ရှိရင်အဲ့ဒီစိတ်နဲ့ပွားပေါင်းလိုက်တယ်အဲ့ဒီစိတ်နဲ့ပေါင်းလိုက်တော့တခါကြီးအပေါင်းဖို့မှားသွားတော့ပြုတ်ခွေးတော့ဥပဒေအတိတ်ကလိုပေါ်တယ်လေဥပဒေဟာ16နှစ်သားလောက်ကတည်းကနေပြီးတော့အပေါင်းအသင်းမကောင်းဘူးပင်ကိုစိတ်ကတော့ကောင်းတယ်အပေါင်းအသင်းမကောင်းတော့တခါတည်းဒုက္ခဖြစ်တယ်အပေါင်းအသင်းမကောင်းတော့တခါတည်းဒုက္ခဖြစ်တယ်ဘာကြောင့်လဲဒါသဘာဝပြညာကိုသင်စားပြီးပြောရတာနော်စိတ်ကိုပြောတယ်လို့ဥပဒေဟာ14နှစ်15နှစ်အနှစ်20လောက်မှာအပေါင်းအသင်းမှားတယ်ဘာကြောင့်လဲပင်ကိုစိတ်နဲ့မနေတဲ့ဘူးအဲ့ဒီစိတ်ကြီးနဲ့သွားပေါင်းပြီးလို့အပေါင်းအသင်းမှားတယ်လို့ဒကာကြီးရ1900နှစ်ကြာ1900နှစ်ကြာတယ်1900နှစ်လက်ကြာကြတယ်ပလိတ်အိတ်လိုက်ကလည်းခံလိုက်ရတာဆိုတာအခုတည်းကဒကာကြီးငယ်တဲ့မှာအကွက်ဖြစ်တယ်ပလိတ်လိုက်ကမမလေးဆိုတော့ပိုက်လုံးနဲ့အိတ်လိုက်ဘာကြောင့်လဲအပေါင်းအသင်းမှားတယ်သံဃာလာစက်ပြတဲ့ကပေါင်းအပေါင်းအသင်းမှားတယ်ဘာနဲ့ပေါင်းတဲ့ဆက်ဆံလို့လဲလူလောကီလို့ဆိုလို့ကြွားပြီးပေါင်းတဲ့ဆက်ဆံလို့ကြွားပြီးတော့အပေါင်းပေါ်ခြင်းကြွားပြီးတော့ထိုးလိုက်တာဓမြကြီးကြိုက်လိုက်တဲ့ဥစ္စာဒါကြိုက်လိုက်တဲ့ဥစ္စာဒါကြီးဒါအပေါင်းအသင်းမကောင်းလို့အပေါင်းအသင်းမကောင်းတော့ဒါကြီးတွေ့တာမမလေးပိုင်လုံးနဲ့တွေ့တာဘယ်မှာတွေ့လဲလို့မေးဒါကြီးကမာယောကတေးကမာယောကတေးကမမလေးပိုင်လုံးအနာကြောက်ကြကောင်းဟိုတော့ဥပဒေထိုးတော့မှပြောပါတယ်မမလေးပိုင်လို့သာပြီးပို့ဆိုးတဲ့ဥစ္စာကဘယ်မှာလဲဆိုတော့တခါကြီးကဟိုတဲ့ဟောတောင်ညွန့်နာကပါခိုင်းတောင်လုံးပြန်ဆိုရင်အမလေးမပြောနဲ့တော့ပြောတယ်တောင်လုံးပြန်ကငါဆိုးတယ်အဲ့ဒါဥပဒေလို့သိတာတော့တောင်လုံးပြန်ကတော့ရောက်ပေါ့သူများပြောတာကြားတာလူဆိုးတွေပြောတာပေါ့လေအဲ့တော့ဟောကမာရွတ်ဆိုတဲ့ဥစ္စာအဝိုင်းရအဲ့ဒီမှာရောက်တော့မမလေးပိုက်တုံးနဲ့ပြေတယ်ဆိုတော့အပေါင်းအသင်းမကောင်းလို့အပေါင်းအသင်းမကောင်းတော့မမလေးပိုက်လုံးနဲ့ပြေအဲဒီတော့ပေါင်းတဲ့ဆက်ဆံလာခဲ့တဲ့ဥစ္စာကြီးဒါကြောင့်မလို့တာရှင်းသောဝိညာဉ်စိတ်ကလေးကတော့အမတကြည်ရင်ကြောက်ပါတယ်တကားကြီးအမန္တစေးတဲ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်ရေမြသပရိရေဟာသေးစိတ်ထည့်လိုက်ရင်ဘာဖြစ်သွားမလဲသေးကြီးထည့်ရင်ဘာဖြစ်သွားမလဲသေးနဲ့ထည့်လိုက်ရင်သေးကျူထည့်လိုက်ရင်အဲ့ဒါပင်ကိုစိတ်ကလေးကဝိညာဉ်စိတ်ကလေးကတော့အမတန်တန့်ရှင်းစင်ကြယ်တဲ့စိတ်ကလေး
ဘာနဲ့သွားပေါင်းလိုက်လဲဆိုတော့သေးစိတ်သေးဝါသေးနီသေးမေသေးမဲ့သေးလူနဲ့သွားပေါင်းလိုက်တော့တခါတည်းကိုချုပ်ခွေးသွားတာမချုပ်ဘူးလားအဲ့တော့သေးစိတ်သေးဝါသေးနီထိုးလိုက်တယ်လို့အဲ့တော့အပေါင်းအသင်းမှားသွားတယ်နော်အဲ့တော့ငါကိုပင်ကိုစိတ်ကလေးကတော့အမတန်တန်ရှင်းရှင်းသေးတဲ့စိတ်ကလေးတကယ်ဒီစိတ်ကလေးဟာအမတန်လူဆိုးပဲခရနဲ့မပေါင်းဘူးဆိုလို့ရှိရင်အနက်ကြီးတယ်ဘယ်လူဆိုးတွေနဲ့ပေါင်းလဲလောဘဒေါသမောဟမာနဆိုတဲ့တရားတွေနဲ့အဲ့ဒါနဲ့တွားပေါင်းလိုက်ပြီးဆိုအဲ့ဒါအဲ့ဒီစိတ်အိမ်တဲ့စိတ်ကလေးကပင်ကိုစိတ်ကလေးကဝိညာဉ်စိတ်စက္ကုဝိညာဉ်စိတ်သောတာဝိညာဉ်စိတ်ဒါနဝိညာဉ်စိတ်ဇီဝဝိညာဉ်စိတ်ကာယဝိညာဉ်စိတ်မနောဝိညာဉ်စိတ်ဒီစိတ်ကလေးကအနန္တကျင်းတာမြင်လိုက်တဲ့စိတ်ကဘာလဲတော့သူ့အလုပ်သူလုပ်တာဓမ္မသဘောတဲ့သူကသူ့အလုပ်ကဘာလဲတဲ့အကြောင်းအလျော်စွာတက်ခက်လိုက်ပြီဆိုရင်သူကပြစ္ဆုတ်ပံဘယ်ကလာမှလည်းမသိပြစ္ဆုတ်ပံခံစားပြီးဘယ်ပြန်သွားမှလည်းမသိနော်ပြစ္ဆုတ်ပံဆက်ဆက်ကလေးတည်းသိရနော်ပြစ္ဆုတ်ပံဆက်ဆက်ကလေးနားနဲ့အတန်နဲ့ကြားလိုက်တဲ့အချိန်ကဘယ်ကလာမှမသိဘူးဒီစိတ်ကလေးဟာပင်ကိုစိတ်ကလေးဟာဒီခန္ဓာရဲ့ရှိတယ်ဆိုလည်းပြည့်မြတ်မယ်ကြံမြလက်လိုက်တယ်လို့တရားကြီးဝင်းနေဆိုဘယ်ကလာပြီးဝင်းနေပြမှန်းပြီးပြန်တော့လည်းဘယ်ပြန်ပေါ်မှလည်းမသိဒီစိတ်ကလေးဟာအတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါးကိုအတိတ်ကိုမတွေးနဲ့မရောက်သေးတော့အနာကရှိတယ်မမျောနဲ့ပြစ္ဆုတ်ပံသာပြဝင်းနေဆိုတာလေးကိုပြစ္ဆုတ်ပံဒါသာပြရအဲ့ဒီစိတ်ကလေးကလည်းပင်ကိုငကိုပင်ကိုစိတ်ကလေးကလည်းပြစ္ဆုတ်ပံမျက်စိနဲ့တက်ခဲ့လိုက်တယ်ပြစ္ဆုတ်ပံခံစားပြီးဘယ်ပြန်ပေါ်မှမသိနားနဲ့အသာနဲ့တက်ခဲ့လိုက်တဲ့ကဘယ်ပြန်ပေါ်မှမသိနှာခေါင်းနဲ့အနားနဲ့တက်ခဲ့လိုက်ကဘယ်ပြန်ပေါ်မှမသိဘယ်ကလာမှလည်းမသိလျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကဖြစ်ပေါ်မှုရှိလာတယ်ဖြစ်ပေါ်မှုရှိလာပြီးခံစားပြီးဘယ်ကလာပြီးခံစားလိုက်မှမသိဘူးဘယ်ပြန်သွားမှလည်းမသိပြစ္ဆုတ်ပံဒါတက်ကလေးကပြစ္ဆုတ်ပံခံစားပြီးထုတ်တဲ့သဘောလေးတရားလေးသာသိရအဲ့ဒီလိုသိရင်တော့မှန်လိမ့်မယ်နော်အဲ့တော့ဒီပင်ကိုယ်စိတ်ကလေးကအမတ္တစိတ်ကသတ်စိတ်နဲ့ဝิญဉ်စိတ်ကလေးအဲ့ဒီဝิญဉ်စိတ်ကလေးကိုဗာလဲတဲ့ခရစ်ယာန်ပုဂ္ဂိုလ်တွေကဘယ်လိုပြောလဲသန့်ရှင်းသောဝิญဉ်စိတ်သန့်ရှင်းသောဝิญဉ်သူတို့ပြောတာတော့မှန်ရဲ့သူတို့ပြောတာမမှန်ဘူးလားသူတို့ကပြောတော့သန့်ရှင်းသောဝิญဉ်စိတ်တဲ့မျက်စိကသန့်ရှင်းသလိုလိုနော်ဝิญဉ်စိတ်တစ်ခုတည်းဖြစ်နေသလိုလိုနားတော့ကအတန်ကြာလိုက်တဲ့အချိန်ကျတော့စက္ကုဝิญဉ်စိတ်သောတာဝิญဉ်စိတ်ဒီဝิญဉ်စိတ်ကလေးကတစ်ခုတည်းနေရင်မတရှင်းဘူးလားအဲ့ဒီတွေနဲ့ပေါင်းလိုက်ရင်နောက်ကြည့်သွားပါဘူးအဲ့တော့ဒကာကြီးတို့ဥပဒေတော်ဟာဒီစိတ်ကလေးကအမတ္တကြည်ရင်တောက်ပတ်တဲ့စိတ်ကလေးတကယ်နော်အဲ့တော့ပုဂ္ဂိုလ်တွေသိဖို့ကအရေးကြီးတယ်နိဗ္ဗာန်လိုချင်ဖို့ဟောဒကာအခုလာရောက်တဲ့ဒကာတော်မတွေနေကြည့်လိုက်လို့ရှိရင်နိဗ္ဗာန်လိုချင်လားလို့ဆိုလို့ရှိရင်နိဗ္ဗာန်လိုချင်တယ်ပြောမှာပဲဒကာကြီးတွေကပြောဒကာကြီးတွေမေးလိုက်ကြတယ်ဒကာကြီးတွေနိဗ္ဗာန်လိုချင်လားဆိုရင်နိဗ္ဗာန်လိုချင်တယ်လို့ပြောမှာပဲဒီလိုက်တော့မှာပဲနော်မေးကြည့်လိုက်လို့ရှိရင်ဒကာမကြီးတွေကပြောမှာပဲဒကာမကြီးတွေနိဗ္ဗာန်လိုချင်ပါတယ်ဖေရလို့ပြောမှာဒကာကြီးတွေကလည်းလိုချင်ပါတယ်လို့ပြောတယ်တချို့ကပြောသေးတယ်နိဗ္ဗာန်တော့မလိုချင်ဘူးတဲ့နိဗ္ဗာန်ဘာကြောင့်မလိုချင်တာလဲဆိုတော့နိဗ္ဗာန်ယုံနာမရှိလို့လေတဲ့လွင့်နေသလိုလိုနိဗ္ဗာန်ယုံနာမရှိဘူးတဲ့ဘာမှမရှိဘူးဆိုတော့ဒကာကြီးဘယ်လိုသွားကြမှာမသွားကြဘူးနော်ဒကာမကြီးတွေကလည်းနိဗ္ဗာန်ကိုဘာမှမရှိဘူးဆိုတော့ဒကာမကြီးတွေကလည်းမသွားကြဘူးဒီမှာတော့သားနဲ့သမီးနဲ့ခင်မွန်းတယ်နဲ့ပျော်ပျော်ပါးပါးကြီးနေရတယ်နိဗ္ဗာန်သားနဲ့သမီးနဲ့ခင်မွန်းတယ်နဲ့မနေရဘူးနော်ဒကာကြီးတွေမေးကြကြတော့ပြောအောင်ပါဒကာကြီးကနိဗ္ဗာန်ဘာမှမရှိပဲမသွားကြဘူးနတ်ပြည်၆ဆက်ဆိုရင်တစ်ဖက်900 600နဲ့နေရနတ်သမီးတွေနော်900 600နဲ့နေရတယ်ဒီလူပြည်ကြီးကြတော့ဒကမနဲ့နေရတယ်သားတွေသမီးတွေလည်းနေရတယ်နတ်နိဗ္ဗာန်ဘာမှမရှိတော့မသွားချင်တော့ဘူးပြင်းစရာကြီးနော်နိဗ္ဗာန်အကြောင်းမသိလို့မလို့ချင်တာနိဗ္ဗာန်အကြောင်းသိတော့နိဗ္ဗာန်ရောက်ဖို့တဲ့ပုဂ္ဂိုလ်ကတော့ပြန်မလာဘူးနော်နိဗ္ဗာန်ရောက်ဖို့တဲ့ပုဂ္ဂိုလ်ကတော့သွားချင်နေတယ်မရောက်ဖို့တဲ့ပုဂ္ဂိုလ်ကသွားချင်ပါဥပမာနိဗ္ဗာန်ဆိုတဲ့ဥစ္စာဥပမာထောင်ပြီးတော့တခါကြီးဥပမာလေးပြောမယ်နော်ဒါကြီးပင်လေထဲမှာလေငါးတကောင်နဲ့မိတ်တကောင်အဲ့မိတ်ဆွေရှိကြမိတ်ဆွေရှိကြတော့ငါးကတော့ရေတော်ပဲမဟုတ်လားလက်ကတော့ခြေထောက်လက်ရှိတယ်မဟုတ်လားငါးကတော့ခြေထောက်လက်မရှိဘူး
မရှိဘူးနော်အဲ့တော့ငါးနဲ့လိမ့်နဲ့ဟာသူတို့မိတ်ဆွေဟာဖြစ်နေတော့လက်ကအချိန်ကျလာတဲ့အချိန်ကကုန်းပေါ်တက်ပြီးတော့တခါတည်းကိုဥချိန်တာဥနော်ကုန်းပေါ်တက်ပြီးသွားကုန်းပေါ်တက်သွားတော့ပြန်ပြီးရေထဲဆင်းလာတယ်လက်ကပြန်ပြီးရေထဲဆင်းလာတဲ့အချိန်ကကျတော့ငါးကမေးအသင်ပဲသွားတာလေငါကုန်းပေါ်တက်သွားတယ်ကုန်းရှိလို့လားဘယ်မှာလဲကုန်းသူမှကုန်းပေါ်မှာမရောက်ဘူးပဲသူကလည်းသွားနိုင်တဲ့ခွင့်တရားလည်းမရှိသူကရေသရဝါဟိုကလက်နဲ့ခြေထောက်နဲ့ပါတယ်ကုန်းပေါ်လည်းသွားမယ်ရေလည်းသွားမယ်နော်အဲ့တော့ငါးကယုံသလားတော့မယုံဘာကြောင့်မယုံလဲဆိုတော့ကုန်းဘယ်တော့မှမရှိဘူးဆိုတော့သူကရေနေနဲ့နေရတဲ့သရဝါဟိုကကုန်းမြင်လည်းတက်နေတယ်ရေမြင်လည်းဖြစ်နေတယ်ကုန်းလည်းရှိတယ်လို့သူကသိရေလည်းရှိတယ်လို့သိနှစ်ဌာနသိနှစ်ဌာနသိတော့အဲ့တော့ရေသရဝါကငါးကတော့ကုန်းမရှိပါဘူးလို့ဆိုပြီးမယုံဘူးလက်ကတော့ရေထဲဆင်းသွားတယ်ကုန်းပေါ်လည်းတက်သွားတယ်အဲ့တော့လက်ပြောတဲ့စကားကိုငါမယုံတယ်လို့နော်အဲ့တော့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ခြေလက်ပေါက်အောင်လက်ပြအောင်လုပ်ပါကုန်းပေါ်သွားတယ်နော်ကုန်းပေါ်လည်းသွားနေအောင်ရေထဲလည်းဆင်းနေအောင်လက်ချီမှမရှိတဲ့ပုဂ္ဂိုလ်ဟာကုန်းပေါ်တက်နိုင်မှာအဲ့တော့လက်ချီမရှိတဲ့ပုဂ္ဂိုလ်ကကုန်းပေါ်မတက်နိုင်ဘူးတကယ်ကြီးနော်ရေသရဝါကုန်းပေါ်တက်နိုင်ဘူးတက်နိုင်မှာအဲ့တော့ပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်ဘာမှမရှိဘူးဆိုတဲ့ဥစ္စာရေသရဝါငါးနဲ့လက်ချီမရှိဘူးလက်ဆိုတာကကုန်းပေါ်လည်းတက်မယ်ရေထဲလည်းဖြစ်ဘယ်ဖြစ်ဖြစ်သူသွားနိုင်ရဲ့အခွင့်အရေးရတယ်ဘာကြောင့်လဲတဲ့လက်ချီရှိသွားနိုင်ရဲ့အင်အားရှိငါးကသွားနိုင်တဲ့အင်အားမရှိတော့ခြေထောက်နဲ့လက်မရှိတော့မသွားနိုင်ရေထဲတင်သူကသိရအဲ့တော့ပုံကိုယ်တွေနိဗ္ဗာန်မလိုချင်တဲ့ပုံကိုယ်တွေဟာဘာနဲ့တူလဲဆိုတော့ရေသရဝါငါးနဲ့တူတယ်နော်ရေသရဝါငါးနဲ့နိဗ္ဗာန်လိုချင်တဲ့ပုံကလည်းလိမ့်မယ်ဘာကြောင့်လဲကုန်းပေါ်ကိုတက်ချင်တယ်ညောင်းရင်ကုန်းပေါ်တက်တယ်အဲ့တော့ကုန်းပေါ်တက်နိုင်တာကဘာလဲတဲ့လိမ့်အဲ့တော့အခုလာရောက်တဲ့ဒကာဓမ္မတွေမေးလိုက်ရင်တော့နိဗ္ဗာန်လိုချင်လားဆိုလိုချင်တယ်ပြောမှာပဲတကယ်လိုချင်တကယ်ရမလိုချင်မရပါဘူးတချို့ပြောလို့ပြောတာရှိတယ်တကယ်ကြီးတို့တော့နိဗ္ဗာန်မလိုချင်သေးဘူးတဲ့နတ်ပြည်6ဆလောက်ဆိုရင်တော့ကောင်းတယ်အဲ့လိုပြောတယ်နတ်ပြည်6ဆကတော့ကောင်းတယ်ဆိုတော့နတ်ပြည်6ဆကျတော့တစ်ဖက်က900 600နဲ့ဒကာကြီးတွေစိုးစားရတာဟုတ်နော်အဲ့ဒကာကြီးတွေစိုးစားရပြီတဲ့ဒကာကြီးရဲ့အခင်မသိလို့ရှိရင်ဒကမာကြီးတွေကနတ်ဒကာဖြစ်ပြီးဒကာကြီးတွေကနတ်မိမဖြစ်တယ်ကိုချိုးနေအောင်ဘာကြောင့်လဲတဲ့ဒကာကြီးစိတ်ကိုဘုရားကဟောတာဒီဒကာကြီးဆက်ကြတော့ဒကမာကြီးတွေကဘလို့ညွတ်တတ်တယ်ဒကာကြီးတွေကဘလို့ညွတ်တတ်တယ်နတ်ဒကမညွတ်လိုက်ပြီဆိုလို့ရှိရင်ဖြစ်ဒကာကြီးတွေကနတ်ဒကမပဲလို့ညွတ်လိုက်လို့ရှိရင်ဘလို့ဖြစ်လဲဒကမာကြီးတွေကနတ်သားညွတ်လိုက်တော့ဘလို့ဘာဖြစ်အဲ့တော့ဟိုနတ်ပြေကြပြီဆိုလို့ရှိရင်ဒကာကြီးတွေကနတ်သမီးတာဖြစ်ဒကမာကြီးတွေကနတ်သားဖြစ်ကဲတစ်ဖက်900နဲ့နေရသေးလားဒကမာကြီးတွေကတစ်ဖက်900နဲ့နေရောနော်အဲ့တော့ဘယ်ပြန်မပြန်ကြောင်းပြန်လာသွားလိမ့်မယ်နော်စိတ်တွေကိုသိမှစိတ်တွေမှမသိလို့ရှိရင်တော့ကိုကျွန်းနေလိမ့်မယ်စိတ်အကြောင်းနေနော်အဲ့တော့ယူဘခန္ဓာဝေဒနာခန္ဓာသိဉ္ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာနာမ်ခန္ဓာလေးပါယုတ်ပြခန္ဓာ5ပါးဇော5ချက်ဇော5ချက်ကအရေးကြီးဇောဆိုတာဘာလဲဆိုတော့ဇော5ချက်စာရဲကဇော5ချက်လာပြောထားတယ်ကတကယ်ဇော5ချက်ကြာသွားတဲ့ဥစ္စာအခုပြစ္ဆုတ်ပန်နဲ့ဇော5ချက်ဖြစ်နေတာကိုမသိဘူးပြစ္ဆုတ်ပန်ဇောအရေးကြီးတယ်သေဃာလိဆက်တဲ့လည်းပြစ္ဆုတ်ပန်ဇောပဲအခုလည်းပြစ္ဆုတ်ပန်ဇောပဲဘယ်ဇောဖြစ်နေလဲဆိုလို့ရှိရင်အခုချိန်မှာဆိုလို့ရှိရင်ဘယ်တော့ဖြစ်နေလဲဆိုလို့ရှိရင်မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကမြင်လိုက်တာယူပခန္ဓာသွားပြီးခံစားရဝေဒနာခန္ဓာပညာပိဋကကမိမရဲလို့ပညာပိဋကပညာခန္ဓာမိမကိုအယူမှားသွားတာကຢာကအယူမှားသွားတာကသင်္ခါရခန္ဓာ
ဝိညာဏကလေးတော့ခံစားလိုက်တယ်ပြတ်သွားပြီမိမရဲ့လို့မိမစိတ်ကလေးပြတ်သွားတယ်အဲ့ဒါပါလေမြင်တာယူပတ်ခန္ဓာကယူပတ်ခန္ဓာသောခံစားလိုက်တာဝေဒနာခန္ဓာသောတင်ညာပိဋကတင်ညာခန္ဓာသောပြုမြင်စီရင်ပိဋကသင်္ခါရခန္ဓာသောဝိညာဉ်စိတ်ကလေးဟိုမှာစိတ်ကလေးရောက်သွားပြီဆိုတော့ဝိညာဉ်စိတ်ကလေးခံစားလိုက်တာမနောဝိညာဉ်သောဟိုခန္ဓာ၅ပါးဖြစ်သွားတယ်အဲ့ဒီစိတ်တွေမှမသိလို့ရှိရဲ့တခါကြီးရဲ့ဘယ်သူမှမကြောက်ဘူးအဲ့ဒီတော့ဇော၅ချိန်ကြတယ်ဆိုတဲ့ဥစ္စာပထမဇောဒုတိယပထမဒုတိယတတိယသရုပ်ထပင်စမဆိုဇော၅ချိန်ပြန်ရနော်ဇော၅ချိန်ပြန်လိုက်တဲ့ယုံနာဖြစ်သွားတယ်ယုံနာဖြစ်သွားတော့ဇော9ချိန်ဖြစ်သွားလားလက်ဥကဇော၅ချိန်ကြလိုက်တယ်နာယုတ်ဖြစ်သွားနာယုတ်ဖြစ်သွားတဲ့အချိန်ခါမှာနာယုတ်က2ချိန်ခန္ဓာ၅ပါးက5ချိန်သိလိုက်တဲ့အချိန်ခါဇော9ချိန်ပြန်တော့နာယုတ်ဖြစ်သွားပြီဇာတိဖြစ်သွားအဲ့ဒီစိတ်တွေလို့တော့ဘယ်လိုမှမသိဘူးဒါကြောင့်မလို့ကိုယ်စိတ်စိတ်တွေသိရမှာလေအဲ့ဒါကြောင့်မလို့ကိုယ်စိတ်ကိုရှင်းရတာနိဗ္ဗာန်လိုချင်တယ်လို့ဆိုလို့လူတွေပြောလိုက်လို့ရှိရင်လူတွေတချို့ပြောတယ်ဆိုတော့နိဗ္ဗာန်မလိုချင်သေးဘူးဒီလိုပြောတာလေနိဗ္ဗာန်မလိုချင်တဲ့ဥစ္စာမသိလို့မလိုချင်တာသိရပုဂ္ဂိုလ်ကတော့တခါကျနိဗ္ဗာန်အကြောင်းသိခြင်းနေလို့ဆိုလို့ရှိရင်တခါလက်ဖြစ်အောင်လုပ်မှာအဲ့တော့နိဗ္ဗာန်မသိကြတော့ပြောတယ်ဒီလူလောကကြီးဟာလောကကြီးမှာအခုအမတန်ချမ်းသာတယ်ဆိုတဲ့ဥစ္စာအမေရိကန်တိုက်ကြီးဟာအနံချမ်းသာတယ်လို့ပြောတယ်လောကလူလောကမှာအမေရိကန်တိုက်ကြီးချမ်းသာတာကဒါချမ်းသာတယ်လို့မထင်နဲ့အောင်နော်ဒါလူလောကမှာအမေရိကန်တိုက်ကြီးကလိုလေလေးမရှိရဘူးဘယ်စမ်းဘယ်ရညာစမ်းညာရအမေရိကန်တိုက်ကြီးကသိချမ်းသာတယ်အဲ့ဒီအမေရိကန်တိုက်ကြီးတဲ့အသာတသိအသာတသာနှိုင်းရှင်လို့မရတဲ့နိုင်ရှိတယ်ခံစားတာနိုင်ရှင်လို့မရဘူးနိုင်ရှိတယ်နော်အဲ့ဒီနိုင်ရှိတယ်နဲ့ဇမာရှိတယ်ကနိုင်ရှင်လို့မရဘူးဇမာရှိတယ်ကခံစားတယ်အဲ့ဒီဇမာရှိတယ်ကနိဗ္ဗာန်ရှိတယ်နဲ့ပြောမရတော့ဘူးအဲ့တော့ပုဂ္ဂိုလ်တွေယုံနာမရှိဘူးဆိုတော့မသိဘူးတခါကြီးယုံနာမရှိဘူးဆိုတော့ဘယ်လိုမှမလို့ချင်ဘူးနော်ဘာနိဗ္ဗာန်ဘာမှမရှိပဲနဲ့ပဲတဲ့ဘာရှိလဲနိဗ္ဗာန်ခန္ဓာရှာတွေ့တာပဲနိဗ္ဗာန်မှာလေနိဗ္ဗာန်ဘယ်မှာရှိလဲခန္ဓာမှာရှိဘယ်ကရှိတာမဟုတ်ဘူးခန္ဓာမှာရှိတယ်နိဗ္ဗာန်အဲ့တော့ခန္ဓာတော့မရှာဘူးဘယ်ကရှာတော့နိဗ္ဗာန်တွေ့ပါမတွေ့ဘူးနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တစ်ခါရှာဒီလူလောကကြီးကလူချမ်းသာတာတတ်မဲ့လူချမ်းသာတတ်မဲ့တော့တကယ်ယုံနာဖြစ်လာတော့ဒုက္ခပဲရအိုခြင်းနာခြင်းသိခြင်းနော်ပူလောင်ခြင်းပူဆွေးခြင်းငိုဆွေးခြင်းဘောကပရိဒေဝမင်းကြောက်လောင်ခြင်းဒါတော့အခုဖြစ်နေရတယ်တဲ့နော်ဒါတော့ဖြစ်နေရတော့အဲ့တော့ဒါကိုမဖြစ်အောင်တော့ဒီခန္ဓာ၅ပါးဗလားမဖြစ်အောင်ပါကိုအခုကတည်းကသိကြည့်ထားကိုမသာကိုကြည့်ထားရနောက်မသားတွေတွေ့မှာဆိုလို့နော်အခုဟာကတဲ့အင်းကမသားတွေကိုမသားကိုအကြည့်ခိုင်းကိုမသားကိုကျနောက်မသားတွေတွေ့တယ်အဲ့ဒါလေးလေးစားစားတော့လုံးကြတယ်အခုကတည်းကကိုမသားကိုကြည့်ပြီးကိုမသားနဲ့ကိုသွားမယ်ဆိုပြီးတော့တခါတည်းအပေကျင့်တယ်နော်ကိုမသားမှကိုမတွေ့တဲ့ပုဂ္ဂိုလ်ဟာတခါကြီးအလကားပွားပြီလေဟိုဖြစ်တဲ့မသားတွေတွေ့တော့တုံ့လောက်ပေါ်ပါပဲကိုမသားကိုကတော့ကိုမသားကိုမတွေ့ဘူးသူများမသားတာပွားတွေ့နော်ကိုအတုပကိုမတွေ့ဘူးသူများအတုပလူတေမအတုပရဲ့လို့သူများပွားတွေ့ကိုအတုပကိုမသားကိုကြည့်ရမယ်ကိုအတုပကိုကြည့်ရအဲ့ဒီလိုကြည့်တော့မှသူများအတုပမြင်တော့ကြောက်ပါအောင်မတုံတော့ပါဘူးအခုလောကကြီးမှာကိုမသားကိုကြည့်ရမယ်ကိုမသားကိုကြည့်ကိုအတုပကိုကြည့်ရမယ်ကိုမသားကိုကြည့်တော့မသားအတိတ်ပဲသိလာတယ်တကယ်လို့အဲ့တော့ဒါကြောင့်မလို့နိဗ္ဗာန်ကိုနိဗ္ဗာန်ဆိုတဲ့ဥစ္စာလိုချင်တဲ့ပုဂ္ဂိုလ်ကခက်ချက်ကြတကယ်ကြီးလောကကြီးမှာရှိတယ်မဟုတ်လားနိဗ္ဗာန်ဘာမှမရှိဘူးပြောကြတယ်တကယ်နိဗ္ဗာန်ဘာရှိတယ်ဆိုတဲ့ဥစ္စာကိုဒီကနေ့ပြောမယ်နော်နိဗ္ဗာန်ဘာရှိတယ်ဘယ်ဟာမရှိဘူးဆိုတဲ့ဥစ္စာသောတာပန်တို့နိဗ္ဗာန်ကဘယ်ဟာရှိတယ်ဘယ်ဟာမရှိဘူးသောတာပန်နိဗ္ဗာန်ကတမလွန်လောကရှိသရဂါနိဗ္ဗာန်ကတမလွန်လောကရှိအနာဂံနိဗ္ဗာန်ကတမလွန်လောကရှိ
ယဟန္တာတို့နိဗ္ဗာန်ဆိုတာကတမလွန်လောကမရှိဘူးလားရှိတယ်သူကခန္ဓာရင်နိဗ္ဗာန်ရှိနော်ဒီတမလွန်လောကရှိတာကသောတာပန်သရဂံအနာဂံတမလွန်လောကရှိအဲ့တော့သောတာပန်ဘယ်ရုပ်ဘယ်နာချုပ်တယ်သရဂံဘယ်ရုပ်ဘယ်နာချုပ်တယ်ဘယ်ရုပ်နဲ့ဘယ်နာကျန်တယ်အနာဂံဘယ်ရုပ်ဘယ်နာချုပ်တယ်ဘယ်ရုပ်ဘယ်နာကျန်တယ်ယဟန္တာဘယ်ရုပ်ဘယ်နာချုပ်ပြီးဘယ်ရုပ်ဘယ်နာကျန်တယ်ဆိုတဲ့ဥစ္စာကိုဒါသဘောပေါက်အောင်နော်အဲ့တော့ယောဂီပုဂ္ဂိုလ်တွေခင်အောင်ခင်မဖြစ်ပြီးနိဗ္ဗာန်ဘာမှမရှိဘူးဆိုတော့ဘူကောင်တွေကပြောတော့ဟုတ်တယ်လက်ကပြောတော့ငါးကပြောတော့ကုန်းမရှိဘူးလို့ငါးကပြောလိုက်တော့ तू ကကုန်းပေါ်မှာမတက်နိုင်တဲ့ပုဂ္ဂိုလ်ကိုကုန်းမရှိဘူးလို့ तू မှမရောက်ဖဲနဲ့ तू ကမှမမြင်ပဲနဲ့ငါးကပြောလို့ဖြစ်နိုင်မှာလက်ကတော့ချီရောလက်ရောပါတော့ကုန်းကဒါဟာရေကဒါဆိုတော့သိတော့ तू မပြောနိုင်ဘူးလားနော်အဲ့တော့ငါးနဲ့လက်လို့ဥပမာလို့ပဲတကကြီးငါးဒီကုန်းမရှိဘူးလို့ तू မှထင်းနေကုန်းမရှိဘူးလို့ထင်းနေတော့ तू မှခြေလက်အင်္ဂါကမပြည့်စုံလို့ तू မှကုန်းပေါ်မတက်နိုင်လို့ရေထဲမှာအမြဲတမ်းနေရကုန်းဘူးမသိဘူးကုန်းသိတာကဘာဘယ်သူကသိလဲလက်ကသိလက်ကဘာကြောင့်သိတယ်လဲဆိုတော့လက်ပဲခြေရသိလို့အင်္ဂါစုံတယ်အဲ့တော့ဒကာကြီးတို့ဦးစင်းတို့ဟာအင်္ဂါစုံအောင်လုပ်ကြရတယ်ဘယ်လိုအင်္ဂါစုံအောင်လဲခြေလက်တွေကြက်ကြရတယ်လက်ဒီဘောက်ကလည်းခြေလက်ကြရနားဘောက်ကလည်းခြေလက်ကြရလိတ်မျက်စိဘောက်ကလည်းမြင်နိုင်အောင်ခြေလက်ကန့်ရှင်းသောဝင်ရင်လေးရအောင်နော်အဲ့တော့ခြေလက်အစုံတက်လိုက်ပြီဆိုလို့ရှိရင်မျက်စိဘောက်ကလည်းနိဗ္ဗာန်မမြင်နိုင်ဘူးလားနားနဲ့အသာနဲ့ကြားလိုက်တဲ့ခါကလည်းနိဗ္ဗာန်မမြင်နိုင်ဘူးလားအရိယသူတော်ကောင်းများမြင်တိုင်းနိဗ္ဗာန်ကြားတိုင်းနိဗ္ဗာန်နာတိုင်းနိဗ္ဗာန်စားတိုင်းနိဗ္ဗာန်ထိတိုင်းနိဗ္ဗာန်သိတိုင်းနိဗ္ဗာန်ဓမ္မတက်တဲ့ကြီးကသဘောတရားလေးဟိုဆိုတာနိဗ္ဗာန်မြင်နေပြီလက်လို့ပေါ့လေနော်အဲ့တော့နိဗ္ဗာန်ဆိုတော့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ခါချာဘာကြောင့်လဲတဲ့လူလောကကြီးကတော့သမင်းနဲ့သားနဲ့ခင်မွန်းတဲ့နဲ့စိတ်လေးရွှေလေးနဲ့ဝေဒနာမှမသိနော်ဝေဒနာမှမသိတော့အဲ့တော့လူလောကကြီးကိုပြောတယ်နတ်လောကပြောတယ်ယမလောကပြောတယ်ယမလောကလူလောကနတ်လောကကနေရဲ့အပင်လေးပါးကနေရနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒုက္ခဝေဒနာဒုက္ခဝေဒနာလူလောကကဒုက္ခဝေဒနာဒုက္ခဝေဒနာတွဲပြီးခံစားရနတ်လောကကဒုက္ခဝေဒနာတက်တယ်ယမလောကကဥပ္ပခာဝေဒနာနော်ဒီသုံးဌာနဟာဘုရားကဝေဒနာကြီးကြတ်တာလူလောကကဒုက္ခဝေဒနာဒုက္ခဝေဒနာနတ်လောကကဒုက္ခဝေဒနာယမလောကကဥပ္ပခာဝေဒနာဝေဒနာကြီးဒီဝေဒနာတွေချုပ်ဆုံးပြဒီဝေဒနာတွေကုံရဒီခန္ဓာ၅ပါးဥပါဒံခန္ဓာ၅ပါးတွေချုပ်ရအဲ့တော့ဒီခန္ဓာ၅ပါးမှလည်းမမြင်လက္ခဏာမှလည်းမသိလို့ရှိရင်ရေထဲကငါခြေလက်မရှိတဲ့ပုံကိုနဲ့တူမှာပေါ့နိဗ္ဗာန်မလိုချင်တော့ဘူးသူကရေထဲမြင်တာကိုရေထဲသိတော့အဲ့ဒါနိဗ္ဗာန်မလိုချင်ဘူးနိဗ္ဗာန်လိုချင်တဲ့ပုံကိုကြတော့နိဗ္ဗာန်မြင်တဲ့ပုံကကြတော့ဒကာကြီးဒီလောကကြီးဘယ်လိုနေခြင်းမှာတော့ကာမကုံလေးလို့ကံကုံရင်သွားချင်ကာမကုံလေးကာအရှင်လေးရှိနေသေးလို့ပြောဟာနော်ကာမကုံတော့မယ်ဆိုလို့ရှိရင်နိဗ္ဗာန်သွားချင်တာပေါ့ဒါကြောင့်မလို့သူများတတ်လဲသိရမှာကိုမတတ်သူများမတတ်လဲကိုသိရမှာပဲတဏှတ်ကြီးပြစ်တတ်လဲမကြောက်ဘူးအပေါ်ကနေပြီးတော့တခါတည်းကိုဝင်တစ်ဆဲဝင်လေးကအချိန်တရားလောက်ကြီးနဲ့ဖိတတ်လည်းမကြောက်ဘူးကိုကပြည့်ရမယ်မဟုတ်လားမြန်ပြည့်လို့ရှိရင်မြန်ရောက်အခုမြန်မပြည့်တော့မြန်မသွားနိုင်ကိုဟာကိုလည်းတတ်လို့မရအောင်နော်အဲ့တော့မြန်ကံကုန်ရင်မြန်အေးတယ်ဒီလူလောကကြီးပူးနေရမပူရဘူးလားဒါကြီးဦးမင်းတို့တခါကြီးအခုဝါနေမြန်နေလည်းမအေးရညလည်းမအေးရထုံးလေးဘာမှမစားနိုင်တော့ဘူးအဲ့ဒါဘာကြောင့်လဲလူလောကကြီးနေရလို့ရှိရင်ဝေတရားရှိဘယ်ဝေတရားရှိတဲ့ပုဂ္ဂိုလ်သရဝါဒီစေတင်ရင်ကိုလူသိပါလိမ့်ဆိုပြီးတော့နေမအားညပါတညာလုံးမအိပ်ရဘဲနဲ့ဒီတိုင်းစေတင်ပြီးတော့တခါတည်းကိုတရားဓမ္မတွေတခါတည်းပြပြီ
ပြပြီးတော့အဲ့တော့ဗာလေဒီတရားပြနေရတာလေဒုက္ခပဲဒုက္ခတွေတဲ့တရားကပုဂ္ဂိုလ်တရားတွေကဲတင်ပြီးတော့ဘေးဥပအန္တရာယ်တွေခန္ဓာ၅ပါးလွတ်ကင်းအောင်ခန္ဓာ၅ပါးချုပ်အောင်ယုံနာချုပ်အောင်ဝေဒနာချုပ်အောင်အဲ့ဒီဟာတွေကိုလွတ်အောင်သင်ပြပြီးတော့တခါတည်းတရားအကျင့်ခိုင်းတာအဲ့တော့ကိုလိုရကြပါစီကိုလိုသိကြပါစီကိုလိုမြင်ရပါစီဆိုပြီးတော့တခါတည်းကိုဖယားဤရောက်ပိတ်ဆုံးသာသနာနင်လားငါလားအပင်မခံပြီးတော့နင်လားငါလားပြနေတာတဲ့ဘာကြောင့်ပြတယ်လဲဆိုတော့သိကြပါစီတော့ဒီဆိုပြီးတော့နော်အပင်မခံပြီးတော့အဲ့တော့နိဗ္ဗာန်ဆိုတဲ့ဥစ္စာကနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ဟာသောတာပန်နိဗ္ဗာန်ဘယ်လိုမြင်ဖို့သရဂံနိဗ္ဗာန်ဘယ်လိုမြင်ဖို့အနာဂံနိဗ္ဗာန်ဘယ်လိုမြင်ဖို့ယဟန္တာနိဗ္ဗာန်ဘယ်လိုမြင်ဖို့ယဟန္တာနိဗ္ဗာန်ကဘယ်နိဗ္ဗာန်အနာဂံနိဗ္ဗာန်ကဘယ်နိဗ္ဗာန်သရဂံနိဗ္ဗာန်ကဘယ်နိဗ္ဗာန်သောတာပန်နိဗ္ဗာန်ကဘယ်နိဗ္ဗာန်အဲ့ဒီလိုနိဗ္ဗာန်အမျိုးမျိုးအဖုံဖုံလေးကိုသဘောပေါက်အောင်ပြောပြလို့ရှိရင်ဒကမာကြီးတွေဒကာကြီးတွေလည်းသိလိုချင်တဲ့စိတ်ကလေးတွေဖြစ်လာမယ်နိဗ္ဗာန်ကိုနော်နိဗ္ဗာန်ညှတ်တဲ့စိတ်ကလေးဖြစ်လာမယ်ပေါ်လာတယ်အဲ့တော့နိဗ္ဗာန်ညှတ်တဲ့စိတ်ကလေးဖြစ်လာတာကလည်းသိမှလည်းညှတ်နိုင်တယ်သိမှလည်းဒကာကြီးသွားခြင်းပဲမသိဘဲနဲ့သွားခြင်းမလားမသွားခြင်းဘူးလူလောကနတ်လောကဗြဟ္မာလောကဒါကောင်းလို့ထင်တယ်နော်အဲ့တော့ကောင်းလို့ထင်နေတော့ဘယ်ကြလဲတဲ့ရေထဲပဲကြတာလိတ်နဲ့ဥပမာငါးနဲ့ဥပမာပေးတယ်လို့နော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ခါရှားတယ်အဲ့တော့နိဗ္ဗာန်ဆိုတဲ့ဥစ္စာအမတန်ကြည်လင်တောက်ပတ်တဲ့ရုပ်ကြည်နံကြည်ရုပ်ထူးနံထူးနော်ရုပ်ကလည်းကြည်တယ်နံကလည်းကြည်တယ်ရုပ်ကြည်လို့နံကြည်တယ်နံကြည်လို့ရုပ်ကြည်နော်လူလောကကြည်တာကဘာဟုတ်လဲတော်ကြတကားကြီးအခုကြည်နေတာကအလကားတော်ကြမဲလာပြန်ညဘက်ဖြစ်လာပြီမဲမှောင်းလာပြီကြီးလာတာခဏမဲသွားတာမှောင်သွားတာခဏတပြောင်းနဲ့ပြောင်းတစ်ပြက်သေးပြက်တခါတည်းဖြစ်တော်ကြလင်းလာလိုက်တော်ကြမှောင်လာလိုက်တော်ကြလင်းလာလိုက်တော်ကြမှောင်လာလိုက်လောကကြီးကလည်းမှောင်လိုက်လင်းလိုက်မှောင်လိုက်လင်းလိုက်ရှုပ်ထွေးမနေဘူးလားရှုပ်ထွေးနေလားခန္ဓာကိုယ်ကြီးကခန္ဓာ၅ပါးကလည်းရှုပ်ထွေးမနေဘူးလားနော်တော်ကြခန္ဓာ၅ပါးကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်တပြောင်းနဲ့ပြောင်းနေရဗျာမေးမျက်စိပေါက်ကဒကမခန္ဓာဖြစ်လိုက်ဒကာခန္ဓာဖြစ်လိုက်ခွေးခန္ဓာဖြစ်လိုက်ကြက်ခန္ဓာဖြစ်လိုက်ဝက်ခန္ဓာဖြစ်လိုက်နွားခန္ဓာဖြစ်လိုက်ရေထဲကငါခန္ဓာဖြစ်လိုက်တဲ့ခန္ဓာတွေတပြောင်းနဲ့ပြောင်းမနေရဘူးလားပြောင်းနေရပါတယ်ဗျာမြင်တိုင်းပြစ္ဆုတ်ပံခန္ဓာတွေပြောင်းနော်နားပေါက်ကလည်းတပြောင်းနဲ့ပြောင်းနှာခေါင်းပေါက်ကလည်းတပြောင်းနဲ့ပြောင်းလျှာပေါက်ကလည်းတပြောင်းနဲ့ပြောင်းကိုယ်ပေါက်ကလည်းတပြောင်းနဲ့ပြောင်းမနောပေါက်ကလည်းတပြောင်းနဲ့ပြောင်းအဲ့တော့မျက်စိပေါက်ကလည်းပြောင်းလွှဲပြီးတော့တခါတည်းကိုခန္ဓာ၅ပါးပြောင်းနေရတာပဲမိန်းမမြင်ရင်မိန်းမခန္ဓာ၅ပါးယောက်ျားမြင်ရင်ယောက်ျားခန္ဓာ၅ပါးခွေးကိုမြင်ခွေးကိုသိလိုက်ရင်ခွေးခန္ဓာ၅ပါးကြက်ကိုမြင်လို့ကြက်ကိုသိလိုက်ရင်ကြက်ခန္ဓာ၅ပါးဒီစိတ်တွေကိုသိမှာဒီစိတ်တွေမှမသိလို့ရှိရင်ဘယ်ခန္ဓာငါဖြစ်နေပြီဘယ်ခန္ဓာဖြစ်နေပြီသင်္ခါရဒုက္ခဆိုတဲ့ဥစ္စာဒီခန္ဓာတွေမြင်လို့သင်္ခါရဒုက္ခကြောက်တာပြောင်းနေတဲ့ခန္ဓာတွေအော်ငါပြောင်းနေရပါလားဒီခန္ဓာအစဉ်ကြီးပြောင်းနေရပါလားဆိုတော့ဒီလိုမြင်လို့ဒီလိုသိလို့ကြောက်တာဒီခန္ဓာတွေပြောင်းနေလို့ရှိရင်မပြောင်းတဲ့သဘောတရားကဘယ်ဟာလဲဆိုတော့ပြန်ကြည့်တော့ပြောင်းတာရှိရင်မပြောင်းတာရှိပါတယ်ဗျာနော်ပြောင်းတတ်တဲ့သဘောရှိလို့ရှိရင်မပြောင်းတတ်တဲ့သဘောလည်းမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါကြောင့်မလို့အရေးကြီးဆုံးချက်ကဒကာကြီးရဲ့လက်ဖြစ်အောင်လုပ်ကြရလိမ့်မယ်နော်အဲ့တော့ခန္ဓာ၅ပါးဆိုတဲ့ဥစ္စာကယုတ်ဘက်ခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာ၄ပါးယုတ်ပြခန္ဓာ၅ပါးရှိခန္ဓာ၅ပါးရှိတော့နိဗ္ဗာန်မှာဘယ်ဟာရှိတယ်လဲဆိုတော့ဒကာကြီးယုတ်ဓမ္မနန္ဓမဓမ္မဆိုတဲ့ဥစ္စာဒကာကြီးယုတ်ဓမ္မနန္ဓမဆိုတော့ယုတ်ကဘယ်တော့မှမဖောက်ပြန်တဲ့ယုတ်နာကဘယ်တော့မှမဖောက်ပြန်တဲ့နာနော်ယုတ်ကြည်နံကြည်ယုတ်ထူးနံထူးနော်ဒကာကြီးလူပြေလေလို့ပညာမခေါ်ဘူးလားခေါ်ပါလေဗျာလူပြေကြီးမတွေ့ရဘူးလားတွေ့ရပါတယ်ဗျာအမေရိကန်တိုင်းပြည်ဆိုအမေရိကန်တိုင်းပြည်ကြီးမရှိဘူးလားရှိပါတယ်ဗျာအမေရိကန်တိုင်းပြည်ခေါ်ဝါသမုတ်တော့အမေရိကန်တိုင်းပြည်ရှိမှန်ပါပါဗျ
အမေရိကန်တိုက်ပြည်မြို့တော်ကြီးမရှိဘူးလားရှိပါတယ်အမေရိကန်မြို့တော်ကြီးရှိတယ်နော်ရှိပါတယ်အမေရိကန်တတ္တဝါခန္ဓာ၅ပါးတွေမရှိဘူးလားရှိပါတယ်အဲ့ဒီခန္ဓာ၅ပါးတွေနေဖို့တိုက်ကြတာတွေမရှိဘူးလားရှိပါတယ်ဗျာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီခန္ဓာ၅ပါးရှိလို့ရှိရင်အဲ့ဒီခန္ဓာ၅ပါးနေဖို့တိုက်ကြတာတွေရှိတယ်နော်မှန်ပါပါဗျာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါပြညာလို့ခေါ်ရတာနော်လူပြေကြီးမှာလားတခါကြီးအခုရုပ်နဲ့နာခန္ဓာ၅ပါးဖြစ်နေတော့လူပြေကြီးမှာပြေကြီးရှိတယ်မဟုတ်လားရှိပါတယ်ဗျာလူပြေကြီးနော်လူပြေကြီးရှိပါတယ်ဗျာလူပြေကြီးရှိတော့လူရဲလို့မရှိဘူးလားလူတွေရှိပါတယ်ဗျာလူတွေရှိတယ်နော်လူတွေရှိတော့လူတွေနေဖို့အိမ်မရှိဘူးလားရှိပါတယ်ဗျာလူတွေနေဖို့အိမ်ရှိတယ်ရှိပါတယ်ဗျာအဲ့ဒါကပြညာလို့တင်စားပြီးသဘောပေါက်အောင်ပြောတာလူတွေရှိတယ်နော်နတ်ပြည်6ထပ်ဆိုတော့နတ်ပြည်ကြီးမရှိဘူးလားနတ်ပြည်ကြီးရှိပါတယ်ဗျာနတ်တက္ကမတွေနတ်သားတွေမရှိဘူးလားနတ်တွေရှိပါတယ်ဗျာအဲ့ဒီနတ်တကာတွေနတ်သမီးတွေရှိတော့နတ်တွေနေတဲ့ဘုံပိမှန်ရမရှိဘူးလားဘုံပိမှန်တွေလည်းရှိပါတယ်ဗျာဘုံပိမှန်လည်းရှိနော်ဘုံပိမှန်လည်းရှိဗြမာပြည်ဆိုလို့ခေါ်သမုတ်ထားတော့ဗြမာပြည်မရှိဘူးလားဗြမာပြည်ရှိပါတယ်ဗျာဗြမာပြည်ရှိတော့ဗြမာခန္ဓာ၅ပါးဖြစ်မနေဘူးလားဗြမာခန္ဓာ၅ပါးဖြစ်နေပါတယ်ရှိတယ်နော်ဗြမာခန္ဓာ၅ပါးရှိတော့ဗြမာဣနေဖို့ဘုံပိမှန်ကြီးမရှိဘူးလားရှိပါတယ်ဗျာနော်မဟုတ်နိဗ္ဗာန်မရှိဘာမှမရှိဘူးလေတဲ့လွင့်နေတယ်လို့ပြောတဲ့ပုံကိုယ်တွေကိုဒါသဘောပေါက်အောင်လို့ပြောပြတာပါဘုရားကနိဗ္ဗာန်ရဲ့လို့တကယ်ရှိတယ်လို့မပြောဘူးလားပြောပါတယ်ဗျာနိဗ္ဗာန်တကယ်ရှိလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့ဥစ္စာပြောလိုက်ရလို့ရှိရင်နိဗ္ဗာန်ကိုဆိုတာဘုံသုံးပါးလွတ်မြောက်နေတဲ့နေကြီးမှန်ပါပါဗျာနော်လူလောကနတ်လောကဗြမာလောကအဲ့ဒီလောကသုံးပါးလွတ်မြောက်နေတဲ့နေကြီးကနှိုက်ရှင်လို့မရဘူးနော်နှိုက်ရှင်လို့ရုပ်ကြီးနာမ်ကြီးဘုံကလည်းလောကကလည်းလောကကြီးမှန်ပါဗျာဘုံပိတ်မှန်ကလည်းအကြီးမှန်ပါဗျာနော်ရုပ်ကလည်းကြီးနာမ်ကလည်းကြီးလောကကြီးကလည်းအခုနေတွေထွက်နေလို့ကြီးတာမျိုးမဟုတ်ဘူးလောကကိုကအကြီးကြီးနိဗ္ဗာန်လောကကကြီးထိန်ပြီးတော့တခါတည်းနတ်ဒီရန်ကုန်မြို့တို့မိတွေအင်ဂျင်မိတွေထွန်းထားတယ်လို့ကြီးတဲ့နှိုက်ရှင်လို့မရတဲ့လောကအကြီးကြီးသဘာဝတက်ကြီးဖြစ်မဖြစ်မပြတ်ဘူးမဲချင်းညိုချင်းစားချင်းမရှိနော်အကြီးကြီးကလောကကြီးကြီးကနာယုတ်ကလည်းပဲယုတ်နာဆိုရအခုကလောကကြီးတဲ့အပြစ်ဆော်ယုတ်ကြည်နန်းကြီးကလည်းပဲတဲ့လောကမှာမရှိသလောက်နော်ဗြမာပြေယဗြမာအနန္နုညတိမ်မွေ့တယ်ဗြမာခန္ဓာကြီးနိဗ္ဗာန်မှာရှိတဲ့ယုတ်ထုနန္တုကနှိုက်ရှင်လို့မရဘူးနော်မဖောက်မပြန်တဲ့ယုတ်ထုနန္တုယုတ်ကြည်နန်းကြီးအဲ့ဒီယုတ်ကြည်နန်းကြီးနေစရာဘာရှိလဲယုတ်ကြည်နန်းကြီးရှိလို့ရှိရဲ့ယုတ်ကြည်နန်းကြီးနေဖို့ဘုံပိတ်မှန်ကြီးမရှိဘူးလားဘုံပိတ်မှန်ကြီးရှိရပါမယ်လူလောကလည်းရှိနတ်လောကလည်းရှိဗြမာလောကလည်းရှိအဲ့ဒီလောကကြီးရှိတဲ့ဥစ္စာနိဗ္ဗာန်လောကကြီးလည်းရှိတယ်နိဗ္ဗာန်လောကကြီးရှိမှကိုလိမ့်မှသိတယ်ငားတာမသိဘူးသိနိုင်ပါလားအဲ့ဒီတော့အခုလာရောက်တဲ့ဒကာတော်မတွေလိမ့်လို့ခြိလက်အင်္ဂါစုံအောင်လုပ်လိုက်လို့ရှိရဲ့နိဗ္ဗာန်လောကကြီးကိုမြင်လိုက်နိဗ္ဗာန်လောကကြီးမြင်လို့ရှိရင်ဒီမှာသမီးတွေသားတွေစိတ်တွေရွှေတွေနဲ့မပြောနိုင်ဘူးဒါတွေအလကားဟာဒီဒုက္ခပဲဆိုတော့သိပါ့အဲ့တော့နိဗ္ဗာန်လောကမြင်နိုင်တာကဘယ်လိုပုံကိုမြင်နိုင်လဲတော့တန်ရှင်းသောဝိညာဉ်စိတ်ကမှမြင်နိုင်တန်ရှင်းသောဝိညာဉ်စိတ်မှမကြည်လင်မတောက်ပတ်လို့ရှိလို့ရှိရင်မြင်နိုင်မှာမလားမမြင်နိုင်ပါဘူးဗျာအဲ့တော့အခုလာရောက်တဲ့ဒကာတော်မတွေတန်ရှင်းသောဝိညာဉ်လေးကိုကြည်လင်တောက်ပတ်အောင်လှုပ်လိုက်လို့ရှိရင်နိဗ္ဗာန်မြင်နိုင်ပါတယ်မှန်ပါဗျာလိမ့်လို့ခြေနဲ့လက်နဲ့သုံးပါတယ်အဲ့တော့နိဗ္ဗာန်မြင်နိုင်ဖို့အရေးကြီးပါတယ်လို့နော်အဲ့တော့နိဗ္ဗာန်သောတာပန်ဟာဘယ်ရုပ်ဘယ်နာချုပ်ပြီးဘယ်ရုပ်ဘယ်နာကြံတယ်လဲဆိုတော့တခါကြီးသောတာပန်ဟာဒုက္ခပေါ်မှာဒုက္ခဝေဒနာပေါ်မှာဝေဒနာတင်ညာသင်္ခါရအဲ့နာခန္ဓာ၃ပါးချုပ်ဘာကြမ်းနေလဲတဲ့ယူပက်ခန္ဓာဝိညာဏဒါကြမ်းဒုက္ခဘောကချုပ်ပါဒုက္ခဘောကနေပြီးခန္ဓာ၅ပါးဘယ်ခန္ဓာ၅ပါးချုပ်သွားလဲတဲ့ဝိဇ္ဇာကြမ်းနေနာယုတ်ကြမ်း
ဒုက္ခဝေဒနာဘောကဓာတ်ကြီးလေးပါဖောက်ပြန်လာတော့ဒုက္ခဝေဒနာဘောကနေပြီးဝေဒနာတင်ညာသင်္ခါရချုပ်ဘာကြမ်းနေလဲတဲ့နာယုတ်ကြံအဲ့ဒီနာယုတ်ကြံနေတာဘာလဲတဲ့ကာမဝဇ္ဇကမက်ကုသိုလ်စိတ်ဘုရားအဲ့ဒါဒီကာမဝဇ္ဇကမက်ကုသိုလ်စိတ်တော့ဘယ်ယုတ်ဘယ်နာချုပ်သွားလဲတဲ့ဒုက္ခဝေဒနာဘောကတင်းတယ်ကြောင်တယ်ထုံတယ်ကျင်းတယ်အောင့်တယ်ပူတယ်အိတ်တယ်လှုပ်တယ်ရွာတယ်ဆင်းရဲတယ်ချမ်းသာတယ်နော်ဒီယုတ်နဲ့ဒီနာဟာချုပ်သွားဘယ်ယုတ်ဘယ်နာကြံလဲယုတ်ကဖောက်ပြန်တတ်တဲ့သဘောနာကခံစားတဲ့သဘောပြစ္ဆုတ်ပံယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်ဖောက်ပြန်တဲ့ယုတ်ကဘာလဲယုတ်ကြီးယုတ်ထူမထူးဘူးလားခံစားတဲ့ပြစ္ဆုတ်ပံခံစားတဲ့သဘောလေးကနာမထူးဘူးလားနော်တင်းတယ်လို့သိသေးလားတောင်းတယ်လို့သိသေးလားထုံတယ်လို့သိသေးလားမသိတော့ဘူးဘာသိလိုက်တယ်လဲတဲ့ပြစ္ဆုတ်ပံဆက်ဆက်ကလေးယုတ်ကဖောက်ပြန်တတ်တဲ့သဘောလေးနာငါယုတ်ဖောက်ပြန်လို့နာငါခံစားတဲ့သဘောလေးယုတ်ကမဖောက်ပြန်တော့တဏှာတဲ့ဖောက်ပြန်တော့နာငါလည်းတဏှာတဲ့ယုတ်ကိုအကြည့်ကိုခံစားပြီဖောက်ပြန်လို့ခံစားတယ်ဖောက်ပြန်တယ်ခံစားတယ်ဖောက်ပြန်တယ်ခံစားတယ်ပြောင်းရွှေသေးလားမျက်စိကလည်းပြောင်းရွှေသေးလားနားဘောက်ကလည်းပြောင်းရွှေသေးလားနှာခေါင်းဘောက်ကလည်းပြောင်းရွှေသေးလားလျှာဘောက်ကလည်းပြောင်းရွှေသေးလားကိုယ်ဘောက်ကလည်းပြောင်းရွှေသေးလားမနောဘောက်ကလည်းပြောင်းရွှေသေးလားမပြောင်းရွှေတော့ဘူးမျက်စိကလည်းယုတ်ကဖောက်ပြန်တဲ့ငါနာငါခံစားမယ်နားဘောက်ကလည်းအတန်ယုတ်ကဖောက်ပြန်တဲ့နာငါခံစားမယ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့ကအနံယုတ်ကဖောက်ပြန်တဲ့နာငါခံစားမယ်ရတာယုတ်ကဖောက်ပြန်တဲ့နာငါခံစားတယ်အတွေ့ယုတ်ကဖောက်ပြန်တဲ့နာငါခံစားမယ်ဓမ္မယုတ်ကဖောက်ပြန်တဲ့နာငါခံစားမယ်ဆိုတော့ယုတ်ထုနာထုဖြစ်မနေဘူးလားအဲ့ဒီညာယုတ်ကြားမနေဘူးလားဝေဒနာတင်ညာသင်္ခါရချုပ်မသွားဘူးလားအဲ့ဒါကြောင့်မလို့တက္ကကြီးသောတာပန်နိဗ္ဗာန်ကဘယ်နိဗ္ဗာန်လဲဆိုတာဒုက္ခဝေဒနာဘောကဝေဒနာတင်ညာသင်္ခါရချုပ်သွားနာခန္ဓာသုံးပါးချုပ်သွားနာခန္ဓာသုံးပါးချုပ်သွားတော့ပဂရိစိတ်ကလေးဟာခံစားမှုစိတ်ကလေးကဘာခံစားတာလဲတဲ့သူကပြစ္ဆုတ်ပံယုတ်ကဖောက်ပြန်မှနာခံစားလိုက်သူကအကြောင်းပေါ်လာမှခံစားခံစားပြီးဘယ်ကလာပြီးဘယ်ပြန်မဟုတ်ဘူးအဲ့တော့ခံစားတတ်တဲ့သဘောတက်ကလေးကအဲ့ဒီဝิญဉ်စိတ်ကလေးကအဲ့ဒါတန်ရှင်းသောဝิญဉ်စိတ်အဲ့ဒီလိုတန်ရှင်းသောဝิญဉ်စိတ်ကလေးဖြစ်နေလို့ရှိရင်တလောကလုံးမြင်နိုင်ပါတယ်နော်သောတာပန်နိဗ္ဗာန်မြင်နိုင်ပါတယ်ဘာကြောင့်လဲတဲ့သောတာပန်အထက်နိဗ္ဗာန်ကြီးမြင်တာမဟုတ်ဘူးဘာကြောင့်လဲတဲ့ဘယ်ဟာချုပ်သွားလဲတဲ့ဝေဒနာတင်ညာသင်္ခါရဒီနာခန္ဓာသုံးပါးချုပ်သွားတယ်ဘာကြမ်းနေလဲတဲ့ယူပက်ခန္ဓာရဲ့ဝิญဉ်စိတ်ကဒါကြမ်းနေနော်ယူပက်ခန္ဓာနဲ့ဝိညာဏဒါဒီနှစ်ခုပဲကြတယ်နာခန္ဓာသုံးပါးချုပ်သွားတယ်ဝေဒနာတင်ညာသင်္ခါရချုပ်သွားနာယူပက်ခန္ဓာနဲ့ဝိညာဏကြမ်းနေအဲ့ဒီနာယုတ်ကြတာအဲ့ဒါယုတ်ထုနာထုခေါ်တယ်အဲ့ဒါကြောင့်သောတာပန်ယုတ်ထုနာထုနော်သောတာပန်ယုတ်ထုနာထုမျက်စိဘောက်ကလည်းသောတာပန်ယုတ်ထုနာထုဆိုတဲ့ဥစ္စာဟာယုတ်ကဖောက်ပြန်လို့နာကခံစားတာယုတ်ကပြောင်းလဲရင်နာကလည်းပြောင်းမှာယုတ်ကမပြောင်းတော့ဖောက်ပြန်တယ်တဏှာလည်းဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်သူကဓမ္မကိုသူကသဘောတရားကသူသဘောကဖောက်ပြန်တတ်တဲ့သဘောတည်းအဲ့ဒီဖောက်ပြန်တော့နာကလည်းခံစားတယ်ယုတ်ကမပြောင်းတော့မပြောင်းတော့နာကလည်းမပြောင်းတော့ယုတ်တီလို့နန်တီးတာယုတ်ကြည်လို့နန်ကြည်တာနာအကြောင်းကြောင့်ယုတ်အကျိုးယုတ်အကြောင်းကြောင့်နာအကျိုးအကြောင်းအကျိုးဟေတုပစ္စည်းဆက်တာနော်အဲ့ဒီတော့မှယုတ်ထုနန်ထုကဘယ်ဟာလဲဆိုတော့သောတာပန်ယုတ်ထုနန်ထုကယုတ်ကဖောက်ပြန်လို့နာကခံစားဘယ်ယုတ်ဘယ်နာချုပ်သွားလဲတင်းတယ်ဆိုတဲ့ယုတ်တင်းတယ်လို့သိတယ်နာတောင်းတယ်လို့ဖြစ်လာတဲ့ယုတ်တောင်းတယ်လို့သိတယ်နာထုံတာဖြစ်လာလို့ထုံတယ်လို့သိတယ်နာကြိုက်တာဖြစ်လာလို့ကြိုက်တယ်လို့သိတယ်နာအောက်နာပေါ်လာလို့အောက်တယ်လို့သိတယ်နာအဲ့ဒီနာယုတ်တွေချုပ်ကုန်မရှိပညာယုတ်ပညာနာချုပ်တကယ်ရှိတာကပရမတ္ထသဘာဝသဘောတရားလေးကိုဖောက်ပြန်တတ်တဲ့သဘောလေးခံစားတဲ့သဘောလေးအဲ့ဒီနာယုတ်ကြံယုတ်ကြမ်းနံကြမ်းချုပ်သွားဘာကြမ်းနေလဲတဲ့ယုတ်တိနံစီကြမ်းနေယုတ်ဓမ္မနန္ဓမ္မကြမ်းနေအဲ့ဒါကြောင့်မလို့သောတာပန်ဟာငါဘယ်တော့မှအပယ်မကြတော့ဘူးအဲ့ဒီလိုသိလိုက်တယ်တကကြီးအပယ်မကြတာကြီးကိုဒီလိုသိလိုက်တော့လောကကြီးပျော်ပျော်ကြီးမနေရဘူးလားနေရပါဘူးဗျာသမီးနဲ့လည်းပြောတယ်သားနဲ့လည်းပြောတယ်
ခင်မွန်တယ်မနဲ့လည်းပျော်ပျော်ကြီးနေနိုင်တယ်စိတ်နေရွှေတွေနဲ့လည်းပျော်ပျော်ကြီးနေနိုင်တယ်မော်တော်ကားကြီးတွေနဲ့လည်းပျော်ပျော်ကြီးနေနိုင်တယ်ဒီလိုမှရုပ်ကြည်နံကြီးရုပ်လက္ခဏာနာမ်လက္ခဏာမှာမတီလို့ဧကောဓမောတစ်ခုတည်းမှမတီလို့ရှိရင်ကားကြီးတွေနဲ့မပြောနဲ့သေရင်လေးပဲထောက်ပြီးမို့ကြောခိုင်းရလိမ့်မယ်နော်ကျိတ်နေတယ်ဒီလိုမှလက္ခဏာသိမှမသိရင်ရုပ်ကဖောက်ပြန်တတ်တဲ့ရုပ်လက္ခဏာနာငါပြစ္ဆုတ်ပံခံစားတဲ့နာဤသာမြညလက္ခဏာရုပ်ကသာမြညလက္ခဏာနာငါသာမြညလက္ခဏာရုပ်ကြည်နံကြီးရုပ်ဓမ္မနန္ဓမတီးမနေဘူးလားရုပ်ထူးနန္ဒူဖြစ်မနေဘူးလားအဲ့ဒါပါလေမျက်စိကလည်းရုပ်ထူးနန္ဒူနားဘောက်ကလည်းရုပ်ထူးနန္ဒူနှာခေါင်းဘောက်ကလည်းရုပ်ထူးနန္ဒူလျှာဘောက်ကလည်းရုပ်ထူးနန္ဒူကိုယ်ဘောက်ကလည်းရုပ်ထူးနန္ဒူမနောဘောက်ကလည်းရုပ်ထူးနန္ဒူအဲ့ဒီလိုခန္ဓာကိုယ်ကရုပ်ကဖောက်ပြန်တဲ့နာမ်ကခံစားတယ်ဆိုရင်ကာမဝဇ္ဇရမက်ကုသိုလ်စိတ်မက်ကုသိုလ်စိတ်မျက်စိကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်နားဘောက်ကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်နှာခေါင်းဘောက်ကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်လျှာဘောက်ကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်ကိုယ်ဘောက်ကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်မနောဘောက်ကလည်းကာမဝဇ္ဇရမက်ကုသိုလ်စိတ်အဲ့ဒါလောကုတ္တရာမက်ကုသိုလ်စိတ်ခေါ်တယ်ဒါကြောင့်မလို့စိတ်တွေကိုသိရတယ်ငါသိရင်ပဲစိတ်နဲ့သိမလဲအော်သောတာပန်ပုဂ္ဂိုလ်သည်သောတာပန်ဖို့လေးခံစားတယ်သရဂံပုဂ္ဂိုလ်သည်သရဂံဖို့လေးခံစားတယ်အနာဂံပုဂ္ဂိုလ်သည်အနာဂံဖို့လေးခံစားတယ်ဝင်စားနေတာပဲသောတာပန်ပုဂ္ဂိုလ်ကလည်းလူမလစ်လိုက်နဲ့လစ်လိုက်တာနဲ့မြင်လိုက်တဲ့သင်္ကာမှာတယောက်တည်းနေရင်မြင်လိုက်တဲ့သင်္ကာဖလဝင်နေပြီသောတာပန်တို့ဤဖလကမာဘာကြောင့်လဲကာလဝိမု ക്തി စိတ်ကလေးရုပ်ထုနန္ဒုရုပ်ကြည်နံကြီးပေါ်မှာဖြစ်နေပြီအသင်္ကတာဓာတ်ယုံနာဖြစ်နေပြီယုတ်ကလည်းအသင်္ကတာနာကလည်းအသင်္ကတာယုတ်ထုနန္ဒုအဲ့ဒီတော့မျက်စိပေါက်ကလည်းသောတာပန်တို့ဟာဖလကမာဝင်နေပြီမျက်စိပေါက်ကပြစ္ဆုတ်ပါမြင်လိုက်တာဖလကမာဝင်သွားတယ်နော်ကာလသုံးပါလွတ်တယ်ယုံမှမှုကိလေသာပယ်ထားတယ်အဲ့ဒီလိုဝင်သွားလိုက်တဲ့ဥစ္စာလွတ်နေတဲ့စိတ်ကကာလဝိမု ക്തി စိတ်ကဘာလဲဖလကမာခေါ်တယ်မျက်စိကမြင်လိုက်တဲ့အချိန်ကယုတ်ကဖောက်ပြန်တဲ့နာကခံစားတဲ့ဝင်သွားပြီဖလားနာနဲ့အသာနဲ့ကြောက်လိုက်တဲ့အချိန်ကယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကယုတ်အနံ့ယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်နှာခေါင်းဘောက်ကလည်းဖလားပဲလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကစားကြိုင်မှာရတာယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်မနောနဲ့ဓမ္မနဲ့ပေါက်ဆုံလိုက်တဲ့အချိန်ကဓမ္မယုတ်ကဖောက်ပြန်တဲ့နာကခံစားတယ်အဲ့ဒီတော့မျက်စိပေါက်ကလည်းသောတာပန်ဖလကမာဝင်သွားပြီကာမဝဇ္ဇရာမက်ကုသိုလ်စိတ်ကြီးသွားပြီနာဘောက်ကလည်းကာမဝဇ္ဇရာမက်ကုသိုလ်စိတ်နှာခေါင်းဘောက်ကလည်းနံလိုက်တဲ့အချိန်ကကာမဝဇ္ဇရာမက်ကုသိုလ်စိတ်လျှာဘောက်ကလည်းကာမဝဇ္ဇရာမက်ကုသိုလ်စိတ်ကိုယ်ဘောက်ကလည်းကာမဝဇ္ဇရာမက်ကုသိုလ်စိတ်မနောဘောက်ကလည်းကာမဝဇ္ဇရာမက်ကုသိုလ်စိတ်အဲ့ဒီတစိတ်တည်းဖြစ်နေတော့အဲ့ဒါသောတာပန်တို့ဖလခေါ်တယ်ဖလကမာမြင်လိုက်တဲ့အချိန်ကခံစားတယ်လှမ်းတလားပြီးတလားသွားလဲခံစားတယ်ထိုင်ညာနဲ့ခံစားတယ်အိတ်လိုက်ပြန်နဲ့ခံစားတယ်ရိုးပြန်နဲ့ခံစားတယ်ပေါက်ပြန်နဲ့ခံစားတယ်လွတ်မနေဘူးလားမက်ကုသိုလ်စိတ်ကြီးဖို့စိတ်ကြီးဖြစ်မနေဘူးလားသောတာပန်တို့ဖို့စိတ်ဖြစ်မနေဘူးလားအဲ့ဒီဖို့စိတ်ဖြစ်နေလို့ရှိလို့ရှိရင်မချမ်းသာဘူးလားဧကောဓမောစိတ်ကလေးတစ်ခုတည်းဖြစ်နေတဲ့ဥစ္စာဝိတ္တဝိစာယဆိုတဲ့စိတ်တွေချုပ်မနေဘူးလားဝေဒနာလည်းချုပ်မနေဘူးလားဥပါဒံခန္ဓာ၅ပါးလည်းချုပ်မနေဘူးလားယုံနဲ့မရှိပညာယုံပညာနာနဲ့ချုပ်မနေဘူးလားဖြစ်ပြတယ်လည်းချုပ်မနေဘူးလားဖြစ်တယ်ပြက်တယ်လို့ရှိသေးလားမမြဲတဲ့တရားရဲ့လို့ရှိသေးလားသင်္ခါရတရားရဲ့လို့ရှိသေးလားဖောက်ပြန်တဲ့ခံစားရဖောက်ပြန်တဲ့ခံစားရပစ္စုပ္ပန်ဆက်ဆက်ကလေးကိုအဲ့ဒီသဘောဧကောဓမောတစ်ခုတည်းတည်နေပြီဆိုရင်ဧကဘိဇာသောတာပန်သမုတ်စေတာခေါ်တယ်သမုတ်စေတာအဲ့ဒါသမုတ်စေတာသောတာပန်ကြီးခေါ်တယ်လူပြေကိုဘယ်တော့မှမပြဘူးပြန်မလားတခါကြီး
ဒုက္ခလွတ်သွားပြီလေဒုက္ခလွတ်သွားတဲ့ပုဂ္ဂိုလ်ကဒီလူလောကကြီးပြန်မအောင်လားဒုက္ခဝေဒနာဒုက္ခဝေဒနာဖြစ်နေတဲ့ဒီလောကကြီးသူကဒုက္ခလွတ်သွားပြီလေဒုက္ခလွတ်သွားတော့ဒုက္ခပဲခံစားတယ်မဟာသောတာပန်ကြီးဟာဒုက္ခချုပ်ဆုံးသွားတော့ဒုက္ခခံစားတာတော့နတ်ပြည်၆ခါကရှင်းမအောင်လားနတ်ပြည်၆ခါကနေပြီးသရဂံဖြစ်သရဂံနေပြီးအနာဂံကုပြီးအထက်ဆံတက်မသွားဘူးလားသောတာပန်ကနေပြီးသရဂံကုတယ်သရဂံကနေပြီးအနာဂံကုတယ်အနာဂံကနေပြီးအရဟတမေကုတယ်အရဟတမေကုရဲ့ဘယိနိဗ္ဗာန်ပြုပြီးတော့နိဗ္ဗာန်ဝင်တော့မယ်မဝင်ဘူးလားသောတာပန်ပုဂ္ဂိုလ်အောက်ကိုဘယ်တော့မှမပြန်ဘူးဧကပိဇာသောတာပန်ကဒီတဘွားတွေသွားမယ်နော်တတိယသောတာပန်ရဲ့ပြန်မယ်များထင်သလားမပြန်ဘူးဝိခာမနာသောတာပန်ကလည်းဒီလူပြေကြီးပြန်မယ်ထင်သလားမပြန်ဘူးဟိုတတိယသောတာပန်ကနတ်ပြည်၆ဓာတ်ရောက်ပြီဆိုရင်မဟာသောတာပန်ကြီးပြီးတော့မယ်ဝိခာမနာသောတာပန်ကလည်းနတ်ပြည်၆ဓာတ်ရောက်ရင်မဟာသောတာပန်ကြီးပြီးတော့မယ်တတိယသောတာပန်ရဲ့အလေအလာသောတာပန်ရဲ့သမုတ်ခြေသာသောတာပန်ရဲ့လူပြေနေဘယ်တော့မှမလားဒုက္ခဘုံကြီးမသိတော့ဘူးဒုက္ခဘုံကြီးသိမှမလားတခါကြီးဒုက္ခကိုဒုက္ခလွတ်သွားမှဒုက္ခမလွတ်ရင်တော့သိမယ်လေဒုက္ခမလွတ်တဲ့ပုဂ္ဂိုလ်သိမယ်ဒုက္ခလွတ်သွားလို့ကာလဝိမု ക്തി စိတ်မက်ဆေ့ဖို့စိတ်ဖြစ်သွားလို့တကယ်ကမက်ဆေ့ဖို့စိတ်ကျသွားတဲ့ပုဂ္ဂိုလ်ဒီဒုက္ခဘုံကြီးသိမှဘာနဲ့ဥပမာတင်လဲဆိုတော့မက်ဆေ့ဖို့စိတ်ရထားတဲ့ပုဂ္ဂိုလ်ဒုက္ခဘုံကြီးမှသိသွားပြီဒုက္ခမခံစားတော့ဘူးဒုက္ခသူတိုက်နေတဲ့သွားတယ်ဒုက္ခခံစားတယ်အဲ့ဒီလိုဒုက္ခခံစားလိုက်တော့ဒုက္ခခံစားတော့ဘယ်လိုဥပမာနဲ့တူလဲဆိုတော့လူတယောက်ကမစင်ဝင်းကြီးတွေကိုကြာမစင်ကြီးခေါင်းတွေပါပြီးအကုန်ပေးကုန်တာပေးကုန်လားတခါကြီးထားလိုက်ပါတော့ဥပမာတခါကြီးမစင်ဝင်းကြီးတွေကြာသွားပြီဟာဘုံကြီးလေးတွေလည်းတခါတော့လောက်သေးရောမစင်ကြီးရောအကုန်ပေးကုန်ပြီအင်းကြီးလည်းပေးကုန်ပြီပေးကုန်ပြီဆိုတော့အဲ့တော့ဥဝဘာနဲ့ဟောတွေ့ရောဥဝဘာနဲ့ပြီးတော့ဟောဥဝင်းကြီးဟင်းမစင်ဝင်းနဲ့ကြာနေပြီဆိုပြီးတော့တခါတော့ဥဝဘာကနေပြီးတော့တခါကြီးကကျိုးလေးချပြီးတော့အဲ့ဒီမှာတခါကြီးဆွဲတင်ရောဆွဲတင်ပြီးတော့တခါတည်းကိုသူ့ရေချိုးကားနဲ့တွင်းတာပဲတခါကြီးရေချိုးကားနဲ့တွင်းပြီးတော့ဘုံကြီးရောဘာတွေရောလောက်တွေပါဒီမစင်ကြီးပေးနေတဲ့ဟာကြီးရေချိုးပြတခါတည်းသူ့မိုးကောင်းကအဖွဲကနေပြီးတော့ရေချိုးပြရေချိုးပြတော့တခါတည်းကိုခုနကတော့မစင်ကြီးပေးနေတဲ့ဥစ္စာရေပါချိုးလို့စင်မသွားဘူးလားစင်သွားလိုက်တဲ့အချိန်ကဟိုရေချိုးကားနဲ့မှဘာလဲဒေါတ်တက်ဆိုတာရှိသေးတယ်အဲ့ဒေါတ်တက်ဒီနဲ့ပြန်လေးတယ်အနတ်တွေပတ်သက်ပြီးကုန်သွားအဲ့ဒါကိုပြန်ပြီးတော့တခါတည်းအမွှေးနတ်ငါတွေလိမ့်တယ်လိမ့်ပြီးတော့တခါကြီးကတခါတည်းကတုံးရိပ်ပြီးတော့တခါတည်းဟောဒီရွှေပလင်ကြီးပေါ်တခါကြီးကျင်ပြီးကျေတော့အဲ့ဒီရွှေပလင်ကြီးပေါ်ရောက်နေတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမစင်တွင်းနဲ့ပြန်ဆင်းအောင်မလားဆင်းမလားအဲ့ဒါတချို့ကတော့မစင်တွင်းဆင်းတယ်လို့ပြောတယ်နော်မစင်တွင်းဆင်းတယ်လို့ပြောတယ်ဒုက္ခကြီးဟာမစင်တွင်းနဲ့လူလောကဟာမစင်တွင်းနဲ့အဲ့ဒီမစင်တွင်းကိုဘယ်တော့မှမဆင်းဘူးလားမနော်ပလင်ပေါ်ရောက်နေပြီတခါကြီးဩဘာကနေပြီးတော့တခါတည်းတခါကြီးကိုလေးပါချိုးပြီးတော့တခါတည်းဒေါတ်တက်ပြီးပါပြီးဖြန်းပြီးတော့အမွှေးနဲ့ငါတွေလိမ့်ပြီးတော့အခုဒီပေါ်ရွှေပလင်ပေါ်တင်ပြီးရွှေပလင်ပေါ်တင်တော့ရွှေပလင်ပေါ်ကနေဆင်းနေမှာဟုတ်လားဟိုမှာမစင်တွင်းကြီးကိုမြင်နေရပြီဒီဒုက္ခကြီးတဲ့ဒီမစင်တွင်းနဲ့ငါဆင်းအောင်မယ်ဆိုပြီးတော့ဒီမစင်နဲ့လောက်တွေမစင်တွေပေတဲ့ရှိကိုဆင်းအောင်မလားသူလာတော့ဗတာပါနဲ့လူပြေဘယ်တော့မှမလာဘူးလာတယ်ဆိုတော့အလကားပြောတာနော်ဘာလာမလဲတခါကြီးဒုက္ခပုံကြီးကိုဘယ်တော့မှမလာဘူးလာတာကဘာလဲတဲ့အနတ္တလက္ခဏာဉာဏ်ရတယ်ယတ္ထဘူတဉာဏ်ရတဲ့ပုဂ္ဂိုလ်ကအဲ့ဒါလာတယ်လောကီမှာဆိုတော့ယတ္ထဘူတကအနတ္တလက္ခဏာဉာဏ်အဲ့ဒီဟာဘာလဲတဲ့ဖျက်စုများပန်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအနတ္တလက္ခဏာဉာဏ်ယတ္ထဘူတဉာဏ်ရအောင်လုပ်တာယုံနာသဘောတရားကိုမြင်အောင်အနတ္တလက္ခဏာဉာဏ်အဲ့ဒီအနတ္တလက္ခဏာဉာဏ်ကလူပြေပြမယ်လူပြေနတ်ပြေဓမ္မပြေလူပြေနတ်ပြေဓမ္မပြေဒီလိုကူးနေတယ်သူကဖျက်စုပန်တာကိုဘုရားစုပါတော့လူပြေကနေပြီးပါရမီပြည့်တဲ့နတ်ပြေပါရမီဓမ္မပြေအဲ့ဒီပါရမီပြည့်ကြအဲ့ဒီလိုယထဗုဒ္ဓဉာဏ်ဆိုတာယထဗုဒ္ဓဉာဏ်သိနိုင်ဖို့ကလည်းအနာခဲကြီးနော်ယထဗုဒ္ဓဉာဏ်ပြောလိုက်ပါဆိုတော့မြင်နာယုတ်သိတာနာကြားတာယုတ်သိတာနာဒါယထဗုဒ္ဓဉာဏ်ဖြစ်တာပြတ်တာပြီးလို့ယထဗုဒ္ဓဉာဏ်မဟုတ်ဘူးသဘောတရားကိုအနတ္တလက္ခဏာဆိုတာသဘောကိုဘယ်လိုသိရမလဲယုံနာသိတဲ့ပုဂ္ဂိုလ်ကခက်ရှာဗဇတ်ကတော့စာအုပ်ထဲကယုံနာသိတာတကယ်ပြစ္ဆုတ်ပံယုံနဲ့နာသဘောတရားကိုသိလားဆိုတော့ဘာမှမသိဘူးယထဘူတာညာအမှန်မြင်တဲ့တရားဆိုလို့ရှိရင်အပယ်လွတ်တိုင်းတယ်
လူပြေရနတ်ပြေရလူပြေရနတ်ပြေရဓမ္မပြေရဒီပြေသုံးပြေကူးနေပြီဟောလောကီညာကိုလောကီညာဆိုတာကယထာဘုဒ္ဓညာယုံနဲ့နာသဘောတရားကိုမြင်တာမဲ့စိတ်မကြသေးဘူးဖို့စိတ်မဖြစ်သေးဘူးတည်ငါမဲ့လည်းမရသေးဘူးဒီလိုပုဂ္ဂိုလ်တော့ပြန်နိုင်တယ်တည်ငါသောတာပန်လူပြေဘယ်တော့မှမလားလာပါမစင်တွင်းကိုမသိတဲ့ပုဂ္ဂိုလ်ဖျက်ဆုပ်ပန်တဲ့ပုဂ္ဂိုလ်ကြီးလာတာနော်ဖျက်ဆုပ်ပန်တဲ့ပုဂ္ဂိုလ်သူခွင့်ဖြစ်နေပြောမယ်လေနွားဖြစ်နေပြောမယ်လူကြီးမှာစုံကြီးဆန်းပြီးအဲ့ဒီယထာဘုဒ္ဓဉာဏ်ရလို့ရှိရင်တော့မဟုတ်အပင်စင်းတော့သူကယထာဘုဒ္ဓဉာဏ်ရတော့လမ်းကြီးတွေ့သွားလောကီဉာဏ်အဲ့ဒါကြောင့်မလို့အရေးကြီးဆုံးအချက်ကသောတာပန်ရုပ်ထုနံတို့ကဘယ်ဟာလဲတဲ့ရုပ်ကဘာလဲတဲ့ဖောက်ပြန်တဲ့သဘောလေးနာကခံစားတဲ့သဘောလေးအဲ့ဒီသဘောလေးကဘာလဲတဲ့ရုပ်ထုနံတို့ခေါ်တယ်ရုပ်ထုနံတို့ဘယ်ရုပ်ဘယ်နာချုပ်သွားလဲတဲ့ဣဇာတာတဏ္ဍာငါဓာတ်ကြီးလေးပါအတိတ်ကသိနေတဲ့ရုပ်နဲ့နာဟာဘယ်ရုပ်ဘယ်နာချုပ်သွားတယ်လဲခေါ်သမုတ်တဲ့ရုပ်နဲ့နာချုပ်သွားပြီခေါ်သမုတ်တာမရှိပညာရုပ်နဲ့နာချုပ်သွားပြီပြင်းနေဆိုတဲ့ရုပ်ပြင်းနေလို့သိတယ်နာတောင်းနာရုပ်တောင်းနာသိတယ်နာကြိုက်ခါရုပ်ကြိုက်ခါသိတယ်နာထုံနာရုပ်ထုံနာသိတယ်နာပူရာရုပ်ပူရာသိတယ်နာအေးဓာရုပ်အေးဓာသိတယ်နာဆင်းရဲတာရုပ်ဆင်းရဲတယ်လို့သိတယ်နာခန္ဓာရာရုပ်ခန္ဓာရာသိတယ်နာလှုပ်တာရုပ်လှုပ်တာသိတယ်နာကာနာယုတ်ကာနာသိတယ်နာအဲ့ဒီနာယုတ်ဥပါဒနာယုတ်ချုပ်ကုန်ပြီဘယ်ယုတ်နာကြံလဲဟောခုနပြောင်းပြီးတော့ခန္ဓာ၅ပါးပြောင်းတယ်အခုပြောင်းလေးလားဖောက်ပြန်နေခံစားတယ်ဖောက်ပြန်နေခံစားတယ်ဖောက်ပြန်နေခံစားတယ်အဲ့ဒီခေါ်သမုတ်တဲ့မရှိတဲ့ခေါ်သမုတ်တဲ့အဝိဇ္ဇာပညာချုပ်သွားပြီဝိဇ္ဇာပညာကြာမနေဘူးလားအဝိဇ္ဇာပညာကခုနတင်းနာပေါ်တင်းနာသည်တောက်နာပေါ်တောက်နာသည်ထုံနာပေါ်ထုံနာသည်အောက်နာပေါ်အောက်နာသည်ကြိုက်တာပေါ်ကြိုက်တာသည်ကြက်တာပေါ်ကြက်တာသည်ပူတာပေါ်ပူတာသည်အေးတာပေါ်အေးတာသည်လှုပ်တာပေါ်လှုပ်တာသည်ကာနာပေါ်ကာနာသည်အဲ့ဒီနာယုတ်ဆုပ်သွားပြီတပြောင်းနဲ့ပြောင်းတစ်ပြက်တည်းပြက်လာတဲ့အဲ့နာယုတ်ဆုပ်သွားတယ်ဘယ်ရုပ်ဘယ်နာကြံလဲဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောတကယ်ရှိတဲ့ပြစ္ဆုတ်ပံရှိပညာကြံတယ်မရှိပညာပယ်လိုက်ပြီသစ္စာလေးချက်ရမတော့လားမရှိပညာပယ်လိုက်ပြီမရှိပညာကတင်းနာပေါ်လို့တင်းတယ်လို့သိတယ်နာအဲ့ဒီနာရုပ်ပယ်လိုက်ပြီတကယ်ပြစ္ဆုတ်ပံရှိတဲ့ရုပ်ကဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောမရှိပညာပယ်ပြီးရှိပညာကြံတယ်ဒုက္ခသစ္စာသမုဒယသစ္စာဆိုသမုဒယသစ္စာပယ်လိုက်ပြီသမုဒယသစ္စာဆိုတာဘယ်ဟာလဲတင်းနာပေါ်လို့တင်းတယ်လို့သိတယ်စိတ်ကြောက်နာပေါ်လို့တောင်းတယ်လို့သိတယ်စိတ်အဲ့ဒါမရှိပညာကိုပယ်လိုက်တာအဝိဇ္ဇာခေါ်သမုဒတဲ့ပညာကိုပယ်လိုက်တာသမုဒယပယ်လိုက်ပြီသမုဒယမပယ်လို့ရှိရင်တင်းနာပေါ်ရင်တင်းတယ်လို့သိလိုက်ရင်ဒုက္ခသမုဒယခန္ဓာ၅ပါးဖြစ်ကုန်ပြီတောင်းနာပေါ်လာရင်တောင်းတယ်လို့သိလိုက်ရင်ဒုက္ခသမုဒယထုံနာပေါ်လာရင်ထုံတယ်လို့သိလိုက်ရင်ဒုက္ခသမုဒယပူရာပေါ်လာရင်ပူတယ်လို့သိလိုက်ရင်ဒုက္ခသမုဒယဒုက္ခသမုဒယလှုပ်ခါပေါ်ရင်လှုပ်တယ်လို့သိရင်ဒုက္ခသမုဒယအတိတ်ကလည်းကြည်တာပဲအခုလည်းဒါနောင်လည်းဒါဒုက္ခသမုဒယဖြစ်ဘူးလားမေတ္တာနိရောဓမျက်စိနဲ့မြင်လိုက်တဲ့သင်္ခါမှာဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောဖောက်ပြန်တဲ့ခံစားပါလားအဲ့ဒီလိုပွာလိုက်တာကမဲ့ကခံစားတာလေးချုပ်သွားတဲ့သဘောလေးသိလိုက်တာကနိရောဓဆိုတာဘာလဲဘာချုပ်တယ်လို့သိတာတော့ချုပ်တဲ့သဘောလေးသိတာကဘယ်ရုပ်ဘယ်နာချုပ်တာကိုသိတာတော့ခံစားတာချုပ်တာသိတာမဟုတ်ဘူးအဲ့ဒီနာရုပ်ကမချုပ်ဘူးဘယ်ရုပ်ဘယ်နာချုပ်တာလဲရုပ်နာချုပ်တာပြည့်တာမြင်လိုက်တဲ့သင်္ကမိမရုပ်မိမသိတဲ့နာချုပ်ပါလေယောက်ျားရုပ်ယောက်ျားနာသိတဲ့နာချုပ်ပါလေဖြူရာယုတ်ဖြူရာသိတဲ့နာချုပ်သွားပြီဝရာမြင်လို့ဝရာသိတဲ့နာချုပ်သွားပြီသောရာမြင်လို့သောတဲ့ယုတ်သောတဲ့နာသောတယ်လို့သိတဲ့နာအဲ့ဒီအဝိဇ္ဇာပညာယုတ်ပညာနာချုပ်သွားတာအဲ့ဒီချုပ်တာပြောတာမိတ်ပြီးတော့တခါတည်းမောပြီးတော့တခါတည်းဒိဋ္ဌာန်တွေယူပြီးတော့တခါတည်းတောင်းယူရတဲ့တရားမျိုးမဟုတ်ဘူးနော်ဘယ်ယုတ်ဘယ်နာချုပ်တယ်လဲဆိုတာအဲ့ဒီယုတ်နာချုပ်တာပြောတာ
ဟိုနာနဲ့ဟိုရုပ်ကချုပ်တာမဟုတ်ဘူးပြစ္ဆုတ်ပံခံစားဖောက်ပြန်တဲ့ခံစားတဲ့ဖောက်ပြန်တဲ့ခံစားတဲ့ပြီးနေတာနော်ဘယ်ရုပ်ဘယ်နာချုပ်လိုက်တဲ့မျက်စိပေါက်ကမိမမြင်တဲ့ရုပ်မိမသိတယ်နာယောက်ျားမြင်လို့ယောက်ျားမြင်တဲ့ရုပ်ယောက်ျားသိတယ်နာခွေးမြင်တဲ့ရုပ်ခွေးသိတယ်နာနွားမြင်တဲ့ရုပ်နွားသိတယ်နာအာဝိဇ္ဇာတဲ့ပညာရုပ်ပညာဉာဏ်ချုပ်ပါပြီအခုဘာယုတ်ဘာနာကြတဲ့ဝိဇ္ဇာယုတ်ဝိဇ္ဇာနာပရမတ္ထသဘာဝယုတ်သဘာဝနာသဘောတရားတွေကြားနေပြီဖောက်ပြန်တတ်တဲ့သဘောတရားခံစားတတ်တဲ့သဘောတရားနာဣသာမြညာယုတ်ဣသာမြညာလက္ခဏာနာလက္ခဏာယုတ်လက္ခဏာနှစ်ပါးကြားနေပြီကြားနေတာကရှိတဲ့ပညာခုနတုန်းကမရှိပညာတွေချုပ်မသွားဘူးလားချုပ်တယ်ဆိုတာကအဲ့ဒီမရှိပညာတွေချုပ်တယ်လို့ခေါ်တဲ့ဝိဇ္ဇာပညာဉာဏ်နာတော့တာပါမေ့နေတာမဟုတ်ဘူးဒိန်ကြောင်ကြောင်ပေါင်းဆိုပြီးတော့လဲသွားတာမဟုတ်ဘူးနော်မေ့ပြီးတော့နေတဲ့ဥစ္စာမဲ့နေညာမထင်နဲ့အဲ့ဒါမောတလိဋ္ဌာမေ့နေမမေ့ဘူးအကုသို့ဖြစ်တဲ့ဥစ္စာတွေမက်ကပယ်တတ်ထားတာအသိလေးအဲ့ဒါတစ်ချက်ကမေ့နေတယ်ဆိုတော့မက်ထင်နေတယ်ကမေ့တော့မေ့ပြီးသားတော့ဒါကြီးမေ့တယ်ပြီးတော့တခါမက်ဝင်သွားပြီးမေ့ပြီးတော့မက်ဝင်သွားတယ်တတိရတဲ့အချိန်ခါကျတော့မိမမြင်မိမသိသေးလားဆိုတော့အဲ့ဒီစိတ်ကိုကိုယ်စိတ်ကိုပြန်စစ်ပေါ့ဒီလိုမှမဟုတ်အတိတ်ကမိမမြင်မိမသိအခုလည်းမိမမြင်မိမသိယောက်ျားမြင်ယောက်ျားသိခွေးမြင်ခွေးသိဆိုလို့ရှိရင်မဟုတ်ဘူးထူးသေးလားဘောတာတော်ဆိုတော့ထူးရမယ်သရဂံဆိုတော့ထူးရမယ်အနာဂံဆိုတော့ထူးရမယ်အမြင်တစ်မျိုးအသိတစ်မျိုးသရဂံအမြင်တစ်မျိုးအသိတစ်မျိုးအနာဂံအမြင်တစ်မျိုးအသိတစ်မျိုးသူရုပ်ထုံးနံတူရုပ်ထုံးနံတူရုပ်ထုံးနံတူတွေနော်ရုပ်ထုံးနံတူတွေရုပ်ဓမ္မနံဓမ္မတွေဒီဟာကြီးနဲ့သွားတာတကယ်မင်းနေတဲ့တရားမျိုးမဟုတ်ဘူးမင်းနေရင်ကိုချိုးနေမှာသမထချုပ်ကြီးတွေဖြစ်တယ်သမထချုပ်ကမေ့တယ်မက်ချုပ်ကဘယ်မှမမေ့ဘူးအကုသိုလ်ကိုမက်ကုသိုလ်ကတတ်လိုက်အကုသိုလ်စိတ်တွေဖြစ်နေတဲ့ဥစ္စာမက်ကုသိုလ်စိတ်ကလေးကနေရာဝဲယူတယ်နေရာဝဲလိုက်မက်တတ်တယ်ဆိုတာအကုသိုလ်ဖြစ်နေတဲ့စိတ်တွေကိုမက်ကုသိုလ်စိတ်ကနေပြီးကာလဝိမု ക്തി စိတ်ကနေရာဝဲယူလိုက်တာအဝိဇ္ဇာတိဟုသောစိတ်တွေကိုဝိဇ္ဇာတိဟုသောစိတ်ကကန်ချလိုက်တဲ့အဝိဇ္ဇာစိတ်တွေကိုကန်ချလိုက်ပြီးတော့ဝိဇ္ဇာစိတ်ကလေးနေရာဝဲယူတယ်အဲ့ဒါမက်တတ်တယ်လို့ခေါ်တယ်ဒါကြောင့်မလို့တချို့သုံးဆရာတော်ဘုရားကြီးပြောတယ်လို့ပေါ့ဒီမဲ့ဆိုတာအနန္တိတာပါလေတဏှာများပြစ်လိုက်တယ်လို့တဲ့ဟိုကဥပမာပေးတဏှာများစီမောင်းဖြုတ်လိုက်တယ်လို့တဲ့အဲ့တော့အခုတဏှာများစီမောင်းဖြုတ်လိုက်တယ်လို့ဆိုတော့ပုဂ္ဂိုလ်တွေကဘယ်လိုကြီးလဲမဲ့ဝင်တာဒိန်ကြောင်ဖောင်းတိုင်းလို့ဆိုမဟုတ်ဘူးလွယ်တယ်မဲ့ဝင်တဲ့ဥစ္စာအနန္တိတာပါလေပယံပယအတိတ်သံဃာလာသတ်တဲ့ကဖြစ်လာတဲ့အကုသိုလ်သင်္ခါရသဘောတရားစိတ်ကြီးတပြောင်းနဲ့ပြောင်းတစ်ပြက်တည်းပြက်လာတဲ့စိတ်တွေကိုမြင်ချင်းမြင်လိုက်တဲ့ချိန်ကမိမမြင်မိမသိတဲ့စိတ်ခွေးမြင်ခွေးသိတဲ့စိတ်ဝက်မြင်ဝက်သိတဲ့စိတ်လောဘစိတ်ဒေါသစိတ်မောဟစိတ်အဲ့ဒီမျက်စိကမြင်လိုက်တဲ့စိတ်တွေအဲ့ဒီစိတ်တွေကိုမက်ကတစ်ချိန်နဲ့ဝင်ပြီးယူလိုက်တာမျက်စိကမြင်လိုက်တဲ့ချိန်ကအော်ရုပ်ချင်းတက်ချလိုက်တာခံစားမှုသဘောဝေဒနာတစ်လုံးနဲ့သိဝေဒနာတွေရမယ်ခွေးမြင်နဲ့ခွေးသိတဲ့စိတ်ဝက်မြင်နဲ့ဝက်သိတဲ့စိတ်နွားမြင်လို့နွားသိတဲ့စိတ်ရေမြင်လို့ရေသိတဲ့စိတ်ငါးမြင်လို့ငါးသိတဲ့စိတ်အဲ့ဒီစိတ်တွေရှိနေလားခဏများမောင်းထုတ်လိုက်တယ်လို့ဒိန်းဆိုသဘောဝင်နေပြီးတော့နာဣလက္ခဏာကဝေဒနာခန္ဓာဝေဒနာကနေရာဝင်ယူလိုက်တာနေရာဝင်ယူလိုက်တော့အတိတ်ကသိထားတဲ့အကုသိုလ်ဖြစ်နေတဲ့စိတ်တွေရှိနေလားမျက်စိပေါက်ကလည်းမြင်လိုက်တဲ့အခါဝေဒနာကြားလိုက်တဲ့ချိန်ကလည်းဝေဒနာနာနာလည်းဝေဒနာစားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာညိုတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိတ်တာလည်းဝေဒနာကြီးဖြစ်လို့ဝေဒနာကြီးဖြစ်တော့မျက်စိအားမြင်လိုက်တဲ့ချိန်ကအကုသိုလ်စိတ်တွေမရှိပညာတွေရှိနေတာမိမမြင်နဲ့မိမသိတဲ့စိတ်ယောက်ျားမြင်ယောက်ျားသိတဲ့စိတ်ခွေးမြင်ခွေးသိတဲ့စိတ်သောတာမြင်သောတယ်သိတဲ့စိတ်လှတာမြင်လှတာသိတဲ့စိတ်သေတာမြင်တော့သေတယ်လို့သိတဲ့စိတ်သေတာမြင်တော့တော်တယ်လို့သိတဲ့စိတ်ရုပ်နဲ့နာနဲ့ပဲအဲ့ဒီမရှိပညာယုတ်ပညာနာချုပ်ပါလေရှိတဲ့ဓမ္မတိပစ္စုပန်ယုတ်ထုနံတူယုတ်ပညာကြီးကြာမနေဘူးလားဩမျက်စိအားနေပြီးမက်ဆိုတာတစ်ချိန်နဲ့ကြာ
ဝေဒနာဒီနာပါလားနာဤသဘောပါလို့တာလဲအော်မျက်စိနဲ့မြင်လိုက်တဲ့သင်္ခါဒုက္ခလည်းခံစားတယ်ဒုက္ခလည်းခံစားတယ်အော်ဒုက္ခဆိုတာလဲပညာပါလားဒုက္ခဆိုတာလဲခေါ်သမုတ်တယ်ပညာပါလားဒုက္ခလည်းမရှိဒုက္ခလည်းမရှိရုပ်ကဖောက်ပြန်နေညာကခံစားတဲ့သဘောတသက်တာရှိပါလားဆိုတော့ဝေဒနာချုပ်မသွားဘူးလားဖို့စိတ်ဖြစ်မနေဘူးလားအဲ့ဒီလိုဖို့စိတ်ဖြစ်နေပြီဆိုရုပ်ထုနံထုဖြစ်နေပြီဆိုလို့ရှိရင်မျက်စိပေါက်ကလည်းသောတာပန်တို့ခလသမာပါဝင်သွားပြီဖို့စိတ်တက်တက်ကြီးဖြစ်နေပြီအဲ့ဒီလိုဖို့စိတ်ဖြစ်နေပြီဆိုလို့ရှိရင်ဒါကဒီလောကကြီးသမီးတွေသားတွေခင်မွန်းတွေစိတ်နေစီတွေမော်တော်ကားကြီးတွေတိုက်ကြီးတွေလေးသက်တိုက်ကြီးတွေငါးသက်တိုက်ကြီးတွေဆယ်သက်တိုက်ကြီးတွေနဲ့ပျော်ပျော်ကြီးသမီးတွေသားတွေမနေနိုင်ဘူးလားငါဘယ်တော့မှမျက်စိပေါက်ကနေပြီးတော့အပယ်မကြတော့ဘူးဆိုတာသိမလို့လားသိချသွားပြီးတန်ရောနဲ့ဘယ်တော့မှငါအပယ်မကြတော့ဘူးဆိုတာသိချထုတ်ချက်ချချမ်းသာမလို့ဘူးလားအဲ့ဒီဟာကိုသောတာပန်နိဗ္ဗာန်မြင်ဖို့ဘယ်ရုပ်နဲ့ဘယ်နာချုပ်ပြီးဘယ်ရုပ်ဘယ်နာကြံဖို့သောတာပန်ရုပ်ထုနံထုကြံဖို့ဘယ်ရုပ်ဘယ်နာချုပ်သွားဖို့အဲ့ဒါရုပ်နာဘယ်ရုပ်ဘယ်နာချုပ်တယ်ဘယ်ရုပ်ဘယ်နာကြံတယ်ဆိုတော့လိတ်ဖြစ်မသွားဘူးလားကိုယ်ဘာလဲတက်နိုင်ပြီမဟုတ်လားအင်္ဂါဆုံးသွားတယ်သောတာပန်အင်္ဂါဆုံးပြီသောတာပန်စီလက်တက်ပြီနော်အဲ့ဒါမျက်စိပေါက်ကနေပြီးတော့တခါကြီးသီလသမာဓိပညာဆိုတဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာသုံးရပြီးမသွားဘူးလားသိက္ခာသုံးရတယ်နားပေါက်ကလည်းသိက္ခာသုံးရပြီးမသွားဘူးလားနှာခေါင်းပေါက်ကရောပါးစပ်ပေါက်ကရောကိုယ်ပေါက်ကရောမနှောပေါက်ကရောသိက္ခာသုံးရပြီးလိုက်တဲ့ကြပြိုင်နဲ့တည်းမြတ်စွာဘုရားနေပြီးသီလသာသနာသမာဓိသာသနာပညာသာသနာနာဘောက်ကလည်းပြစ္ဆုတ်ပန်သီလသာသနာရဲ့သမာဓိသာသနာရဲ့ပညာသာသနာရဲ့နှာခေါင်းဘောက်ကလည်းသီလသာသနာသမာဓိသာသနာပညာသာသနာလျှာဘောက်ကလည်းသီလသာသနာသမာဓိသာသနာပညာသာသနာကိုယ်ဘောက်ကလည်းသီလသာသနာသမာဓိသာသနာပညာသာသနာမနောဘောက်ကလည်းသီလသာသနာသမာဓိသာသနာပညာသာသနာသိက္ခာ၃ရလည်းပြီးသွားပြီသာသနာ၃ရလည်းမတည်ဘူးလားအခုလာရောက်တဲ့ဒကာမာတွေဒကာတွေမနောသတ္တဒုံလဘာရာခဲ့သောတရားလူရလူဖြစ်လာတဲ့အချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မှီတဲ့အချိန်ခါဓမ္မယရနာတွေလည်းပွင့်နေတဲ့အချိန်ခါသုံးဦးသုံးမလဲမှီတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ရပြီးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းသီလကုံသမာဓိကုံပညာကုံပြည့်စုံနိုင်တဲ့ကိုဖြစ်နိုင်ကြပါစေကုန်တော်သတည်း